ဒီနေ့သာသနာတော်နှစ်2562ခုကောဇာတက္ကီ1389ခုတော်သလင်းလာပြီးကျော်12ရက်2019ခုနှစ်9လပိုင်း18ရက်တနင်္ဂနွေနေ့နန္ဒခင်းခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့စီရင်ကျင်းပကြတဲ့360ကြိမ်မြောက်တနေ့တာဝိပဿနာအလုပ်ပေးတရားစခန်းဓမ္မဒါနအထိတ်အမှတ်ဝါရင်ကာလ2ရက်တာလုပ်ပေးတရားစခန်းပွဲမှာဦးဇင်းတို့ဒီကနေ့မနက်ခင်းတရားဒေသနာများနာယူကြည်ညိုကြမယ့်အချိန်ဖြစ်ပါတယ်ဒီတော့တရားဒေသနာတို့ကိုနာယူပြီးတော့တရားဘာဝနာအလုပ်တို့ကိုကြိုးစားအထောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်ရှိလာကြတဲ့အလုံးသောတရားဓမ္မပေါင်းတရားကောင်းတို့ကိုဦးဇင်းတို့ဘယ်လိုတရားစကားမျိုးပြောကျင်တော့ဆိုလို့ရှိရင်မိမိတို့ရဲ့စိတ်ကိုကောင်းတဲ့ထက်ကောင်းအောင်နော်ကြိုးစားအထောက်တဲ့နေရာမှာမြတ်စွာဘုရားကဤမျိုးစုံနဲ့ကိုယ်စိတ်ကိုကောင်းအောင်ကြိုးစားအထောက်ဖြစ်ဖို့တိုက်တွန်းတဲ့စကားသင်ကြားပေးတဲ့စကားတွေများစွာရှိပါတယ်မြတ်စွာဘုရားကတော့ဘယ်လိုကြိုးစားလို့ရှိရင်ကိုယ့်ရဲ့စိတ်ဟာပို့ပြီးတော့ကောင်းမွန်လာမယ်ဆိုတာကိုနိလန်ပေါင်းများစွာကိုသိတော်မူမြင်တော်မူလိမ္မာကျွမ်းကျင်တော်မူတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာနော်ဘယ်လိုလေးစဉ်းစားဘယ်လိုလေးတွေးပြီးတော့ကောင်းအောင်လုပ်လို့အဲ့လိုပေးခဲ့တဲ့ဤပေါင်းများစွာတွေကဤလေးတနည်းလို့ပြောကြပါစို့နော်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်သမဗရပါဠိတော်နာဂဝတ်ထဲမှာဟောကြားတော်မူခဲ့တဲ့ဂါထာတော်လေးတစ်ပုဒ်ပြောထားလဲဆိုတော့အတ္တနာသောတယတ္တနံပฏิမန္တေထအတ္တနာသောအတ္တဂௌတတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိဂါထာလေးကတူတူလေးကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့ကောင်းမွန်အောင်ကြိုးစားအထောက်တဲ့နေရာမှာသုံးပြရမယ့်နိလန်းများစွာတွေကနိလန်းတစ်ခုလို့ဆိုကြပါစို့အတ္တနာသောတယတ္တနံပฏิမန္တေထအတ္တနာအတ္တနာမိမိဒီပင်နဲ့အတ္တနာမိမိကိုယ်ကိုသောတကသောတယသောတကတက်လောတဲ့ကိုယ်ကိုသောတကတက်ပါတဲ့နော်ဒီစကားလေးကနားလည်ဖို့လိုတယ်နော်ကိုယ်ကိုသောတကတက်ရမယ်တဲ့တော့သောတကတက်တယ်ဆိုတာဘာလဲနော်သောတကတက်တယ်လို့သုံးညတာရှိတယ်နော်သောတကကများသောအားဖြင့်သူများကိုတက်ကြတာပေါ့မင်းဒီလိုလုပ်တာကောင်းလားဒီလိုပြောတာကောင်းလားတကယ်တမ်းကသောတကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့အကြောင်းပြချက်တောင်းတာဟုတ်တယ်မဟုတ်လားတစ်ဖက်လူရဲ့အပြစ်ကိုထောက်ပြပြီးတော့နော်ဘာကြောင့်ဒီလိုလုပ်ရတာတော့ဘာကြောင့်ဒီလိုပြောရတာတော့လို့ခိုင်မာတဲ့အကြောင်းပြချက်ပေးလို့တောင်းတာနော်ယုံသုံးဝါဒနဲ့ပြောရမယ်ဆိုရင်တော့ထုကြည်လွာတောင်းတယ်လို့လည်းဆိုနိုင်မယ်ထင်တယ်နော်သောတကတက်တယ်ဆိုတာအဲ့ဒါမြတ်စွာဘုရားကကိုပြန်ပြီးတော့သောတကတက်ပါတဲ့မင်းဒီလိုလုပ်တာကောင်းလားဒီလိုနေတာထိုင်တာကောင်းလားဒီလိုတွေးတာကြံလားကောင်းလားဘာကြောင့်ဒီလိုလုပ်ရတာလဲဘာကြောင့်ဒီလိုပြောရတာလဲဘာကြောင့်ဒီလိုတွေးရတာလဲကိုဘာလုပ်ရမှာတော့သောတကတက်ရမယ်တဲ့နော်ဒီအဆုံးအမကတော်တော်လေးစဉ်းစားကြရကောင်းတဲ့အဆုံးအမတခြားမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒနဲ့သိပြီးတော့မသက်ဆိုင်တဲ့အဆုံးအမမျိုးတွေထဲမှာဒီအဆုံးအမမျိုးတွေ့ရဖို့မလွယ်ပါဟုတ်တယ်မဟုတ်လားကိုသောတကတက်ရမယ်ဆိုတော့အံ့အောင်ဩစရာကောင်းတယ်။ညာသဖြင့်လူတွေကသူများကိုပဲသောတကတက်ကြတယ်။ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့ကောင်းမွန်ခြင်းတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အစစ်မြင့်ခြင်းတယ်ဆိုလို့ရှိရင်ကိုသောတကတက်ရမယ်။ပြီးတော့ဗာဆက်ပြောတာတော့ပฏิမန္တေထအတ္တနာတဲ့ကိုစုံစမ်းမှစစ်ဆေးပါတဲ့နော်ကိုယ့်ရဲ့အခြေအနေမှန်ကိုသိအောင်ကိုစုံစမ်းရမယ်စစ်ဆေးရမယ်
ငါကဘယ်လိုငါလဲပေါ့ငါမှာကောင်းတာတွေဘယ်လောက်ရှိလဲမကောင်းတာတွေဘယ်လောက်ရှိလဲကောင်းတာတွေဘယ်လိုလုပ်ဖြစ်လဲမကောင်းတာတွေဘယ်လောက်လုပ်ဖြစ်လဲအခြေအနေမှန်ကိုသိအောင်အောက်ရှင်ကိုအထင်ကြီးတာမျိုးသို့မဟုတ်အထင်သေးတာမျိုးလွယ်မှားမှုရှိတတ်တယ်ရမ်းပြီးတော့ကိုကစိတ်ကူးနဲ့တွေးထားတာတွေကတိတိကျကျစုံစမ်းစစ်ဆေးတာမျိုးမဟုတ်တဲ့အတွက်ကြောင့်အဖြစ်မှမဟုတ်ဟုတ်လားဒါကြောင့်ကိုတိတိကျကျကိုဟာဘာလဲဆိုတာကိုသိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာအသုံးပြုရမယ်နည်းလမ်းတစ်ခုနော်ဒီနည်းလမ်းနှစ်ခုစောရကတက်တာရဲ့စုံစမ်းတာရဲ့မတူဘူးနော်စောရကတက်တယ်ဆိုတာကနည်းနည်းပို့ပြီးတော့ပြင်းထန်မယ်လို့ထင်တယ်နောက်ကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာပို့ပြီးတော့သူကပြင်းထန်တဲ့နည်းလမ်းတစ်ခုနော်ဒါကကိုယ့်ရဲ့အခြေအနေမှန်ကိုသိပြီးတော့မှဒီလိုလုပ်တာကောင်းလားဒီလိုနေတာထိုင်တာကောင်းလားဒီလိုအခြေအနေမျိုးနဲ့ဒီလိုကြီးနေပြလိုက်တာကောင်းသလားလို့စောရကတက်တာထိတ်လန့်မှုကိုရသွားစေတယ်ဟုတ်လားဒါစိတ်ပိုင်းဆိုင်ရာကြိုးစားအထောက်အမဲ့နီလန်းနေလို့ဆိုနိုင်တယ်နော်ဒါကြောင့်မြတ်စွာဘုရားနံပါတ်1ကိုစောရကတက်ပါနံပါတ်2ကိုစုံစမ်းမှာအဖြေမှန်သိအောင်လုပ်ပါအဲ့ဒါလို့ဆိုရင်ဘာဖြစ်လာမှာတော့တဲ့သောအတ္တဂုဏတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုစုံစမ်းတဲ့ပုဂ္ဂိုလ်ကိုစောရကတက်တဲ့ပုဂ္ဂိုလ်ဟာတတိရှိလာလိမ့်မယ်တဲ့မမေ့မေ့လျော့အပ္ပမာဒနဲ့နေတာထိုင်တာတွေများလာမယ်ပေါ့ဟုတ်တယ်ဒါကအလွန်ဆက်ဆက်မှုရှိတယ်ကိုစုံစမ်းမယ်ကိုအခြေအနေမှန်ကိုသိတယ်ဆိုရင်ငါဓာတ်တက်တော့ပူပြီးတော့တို့လုံအောင်မှဖြစ်မယ်ကိုစောရကတက်လာလို့ရှိရင်ကိုကျင့်တတ်စရာတွေသိမရသေးဘူးဒါကြောင့်ကျင့်တတ်စရာရအောင်လုံအောင်မှဖြစ်မယ်ဒီအတွေးကဆက်ပြီးတော့နော်မြင်မာတဲ့ဘက်ကိုရောက်ဖို့အတွက်ဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့တော့ကိုမြင်မာခြင်းနဲ့ကောင်းမွန်ခြင်းနဲ့ဆိုရင်တကယ်ကတတိနဲ့ပဲနေကြရမှာအပ္ပမာဒနဲ့ပဲနေကြရမှာနော်တတိမပါဘဲနဲ့အပ္ပမာဒမပါဘဲနဲ့မြင်မာတဲ့အနေအထားကိုမရောက်နိုင်ဘူးကျင့်တတ်စရာကောင်းတဲ့အနေအထားကိုမရနိုင်ဘူးဒါကြောင့်ကိုစောရကတက်ပါများပြီစုံစမ်းမှများပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တတိတွေများလာမယ်အပ္ပမာဒနဲ့နေတဲ့ကာလတွေများလာမယ်သောအတ္တဂုဏတတိမာအဲ့ဒီပုဂ္ဂိုလ်သတိရှိပြီးတော့အတ္တဂုဏအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာလုံခြုံလာလိမ့်မယ်တဲ့နော်အကြောင်းအကျိုးဆက်ဆက်မှုအရင်အားကောင်းတယ်နော်သတိရှိလာလို့ရှိရင်ဘာဖြစ်လာမလဲလုံခြုံလာမယ်တဲ့သူ့ရဲ့စိတ်ကမိမိခန္ဓာမှာခုတရားဓမ္မတို့ကြိုးစားအထောက်နေတဲ့သတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်အရာဖြစ်တိုင်းသောသဘာဝတရားတွေရဲ့ပုံမှာစွမ်းအားရှိသမျှဝိရိယကိုထုတ်ပြီးတော့တတိကိုစင်စက်မပြတ်ထားနိုင်အောင်ကြိုးစားရအောင်နော်အဲ့လိုတတိထားနေတဲ့အချိန်မှာကိုတတိထားမိတာကရုပ်ပိုင်းဆိုင်ရာလည်းဖြစ်ကောင်းဖြစ်မယ်ဝေဒနာပိုင်းဆိုင်ရာလည်းဖြစ်ကောင်းဖြစ်မယ်ဘာပဲဖြစ်ပါတတိထားလိုက်မိတယ်တတိရှိနေတယ်ဆိုရင်တော့အဲ့ဒီအချိန်မှာဒီစိတ်ဟာလုံခြုံမှုရှိတယ်လုံခြုံမှုရှိတဲ့အတွက်ကြောင့်ဆွဲမဲ့မှုဆိုတဲ့ຢာကရန်သူလည်းဝင်လို့မရဘူးစိတ်တိုင်းမကြမှုလို့ဆိုတဲ့ဒေါသရန်သူလည်းဝင်လို့မရဘူးအဲ့တော့စိတ်ကလုံခြုံတယ်ဘာလို့လုံခြုံတာတော့တတိကကာကွယ်စောင့်ရှောက်မှုပေးထားလို့တနည်းအားဖြင့်တတိရှိနေလို့မကောင်းတာဟာစိတ်ထဲကိုဝင်လို့မရဘူးအဲ့ဒါကိုစိတ်ကလေးလုံခြုံတယ်လို့ပြောတာနောက်စိတ်ထဲမှာဆွဲမဲ့မှုသို့မဟုတ်မကျေနပ်မှုတစ်ခုခုစိတ်တိုင်းမကြမှုဖြစ်နေတယ်ဆိုရင်ဒီစိတ်ဟာလုံခြုံမှုမရှိလို့ရန်သူကဝင်ပြီးတော့တင်တယ်လို့မှွေနှောက်နေတာပေါ့နော်အဲ့တော့လုံခြုံမှုမရှိတဲ့စိတ်လုံခြုံမှုရှိတဲ့စိတ်ဆိုတာကိုနားလည်ဖို့လိုတယ်ဟုတ်လားစိတ်ထဲမှာယုံညံ့တဲ့အတွေးတစ်မျိုးမျိုးဖြစ်နေတယ်ဆိုရင်စိတ်ကမလုံခြုံဘူးနော်ဒါကြောင့်စိတ်လုံခြုံနေဆိုတဲ့စကားကိုစိတ်ထဲမှာဘာကိလေသာမှမရှိဘူးတန်ရှင်းတဲ့သဘောစင်ကြယ်တဲ့သဘောမြင့်မြတ်တဲ့သဘောလေးနဲ့တကယ့်ကိုတိတ်ခါရှိဖြစ်နေတဲ့အနေအထားမျိုးလေးကိုဒါစိတ်လုံခြုံတယ်လို့ဒီလိုနားလည်ရမယ်ဟုတ်လားအဲ့ဒါဘာရှိမှစိတ်လုံခြုံမှာတော့တတိရှိမှစိတ်လုံခြုံတယ်တတိကတော့ဒီဒေသနာရပြောမယ်ဆိုရင်ဘာရှိမှတော့ကိုစောရကတက်ပါများမှကိုစုံစမ်းမှများမှကိုစစ်ဆေးပါများမှအပ္ပမဒအားကောင်းပြီးတော့တတိရှိလာမယ်ဆက်နေတယ်နော်အဲ့ဒါလိုတတိရှိလို့ကိုယ်စိတ်ကလေးကလုံခြုံလာပြီဆိုရင်ဘာဖြစ်မလို့နဲ့နော်သောအတ္တဂုဏတတိမှာဒုက္ခံဘိက္ခုဝိဟာဟိတိတတိရှိလို့စိတ်လုံခြုံပြီဆိုလို့ရှိရင်ဒုက္ခံချမ်းသာဝိဟာဟိတိနေရပါလိမ့်မယ်တဲ့ဟောဒါကလိုလားအပ်တဲ့အကျိုးကျေးဇူးပေါ့နော်တတ္တဝါတိုင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီးတော့ချမ်းသာနေလိုကြတာကြီးပါပဲဟုတ်လားသို့တော့နေလိုပေမဲ့လို့လည်းပဲ
ချမ်းသာတဲ့အကြောင်းရှိမှလည်းပဲချမ်းသာမှာကိုဟုတ်တယ်မဟုတ်လားအဲ့တော့ချမ်းသာတဲ့အကြောင်းကဘာလဲစိတ်ချမ်းသာတဲ့အကြောင်းကဘာလဲစိတ်လုံခြုံမှုရှိမှစိတ်ချမ်းသာမှာတနည်းအားဖြင့်ဒီစိတ်ကိုနှိပ်စက်မဲ့ရန်သူမရှိမှစိတ်ကချမ်းသာမှာဒီစိတ်ကိုပင်ပန်းအောင်လုပ်မဲ့အရာမရှိမှဒီစိတ်ကတက်တာမှာနော်ဒီစိတ်ကိုပူလောင်အောင်လုပ်မဲ့အရာမရှိမှဒီစိတ်ကအေးချမ်းမှာပေါ့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တူတူလေးနဲ့လူရင်းရောက်တဲ့ဂါထာလေးပဲလို့ဒီလိုလည်းပဲနားလည်လို့ရတယ်နော်ကိုကိုစောတကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုလို့ရှိရင်အပ္ပမဒအားကောင်းပြီးတော့တတိမြဲလာတဲ့အတွက်ကြောင့်တင့်ရဲ့စိတ်ဟာလုံခြုံလာပါလိမ့်မယ်လုံခြုံလာပြီဆိုလို့ရှိရင်ကိုမျော်မှန်းတဲ့ချမ်းသာဟာအနည်းနဲ့အများဆိုသလိုရလာလိမ့်မယ်ဒါရိုးရိုးလေးနားလေရအောင်နော်ဒါကကိုယ်စိတ်ကိုချမ်းသာအောင်ကောင်းမွန်အောင်ကြိုးစားအထောက်တဲ့နိလန်ပေါင်းများစွာတဲ့ကမြတ်စွာဘုရားပေးထားတဲ့နိလန်တစ်ခုလက်တွေ့အသုံးချကြည့်ပေါ့နော်ကိုစောတကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုလို့ရှိရင်တတိရှိလာပြီးတော့စိတ်ကလေးလုံခြုံပါလိမ့်မယ်ဒါဆိုရင်ချမ်းချမ်းသာသာနေရပါလိမ့်မယ်တဲ့တော်တော်ကောင်းတယ်နော်ဒီကထာလေးအဲ့ဒါမြတ်စွာဘုရားဘာကြောင့်ဒီကထာကိုဟောတာတော့ဒီကထာလေးဟောရခြင်းရဲ့အကြောင်းနဲ့အကြောင်းနေတဲ့ဝတ္ထုလေးနဲ့ဆက်ပြီးတော့ပြောရင်ပို့ပြီးတော့ဒီကထာလေးရဲ့အဓိပ္ပာယ်လေးကပို့ပြည့်စုံသွားမယ်ပေါ့မြတ်စွာဘုရားလက်ထက်ကနင်္ဂလမထေဆိုတာရှိတယ်နင်္ဂလဆိုတာဗမာလိုထွန်တုံးလို့အဓိပ္ပာယ်ရတယ်သူကလူဘဝတုန်းကအလွန်ဆင်းရဲတယ်နော်ဆွေမရှိမျိုးမရှိမိသားစုဝင်မရှိသူများအိမ်မှာကပ်ရနေပြီးတော့နော်သူများရဲ့လေကိုအငှားထွန်မှသာလျှင်ထမင်းစားရတဲ့ဘဝပေါ့နော်လွန်ဆင်းရဲတဲ့ဆင်းရဲသားတယောက်အဲ့ဒါတနေ့တော့အစွန်းနွမ်းလေးဝက်ပြီးတော့အဲ့ဒီထွန်တုံးထမ်းပြီးတော့သူလဲထွန်ထွက်မယ်ပေါ့နော်အဲ့ဒါလမ်းမှာယဟန်တော်တစ်ပါးနဲ့တွေ့တယ်အဲ့ဒီယဟန်တော်ကသူ့ကိုလည်းပဲမကြာခဏတွေ့နေပုံရပါတယ်ဒါကြောင့်တနာမှုရှိတယ်မေတ္တာကရုဏာအားကြီးတဲ့ယဟန်တော်လို့လည်းဆိုနိုင်တယ်အဲ့ဒီတကားကိုတွေ့တော့ဘာပြောတုံဆိုတော့တကားတဲ့မင်းဒီလောက်ဆင်းရဲနေတာယဟန်ပြုတ်ပါလားအဲ့တော့သူကဘာပြန်ပြောရှာတော့ဆိုတော့ရှင်ဗျာတဲ့တပည့်တော်လောက်ဆင်းရဲတဲ့လူကိုဘယ်လိုယဟန်ကယဟန်ပြုတ်ပေးမှာတော့သူမှသင်္ကန်းတော်ဘာလို့တောင်းရှိတာမဟုတ်အဲ့တော့အဲ့ဒီယဟန်တော်ကမင်းသာယဟန်ဝှစ်ချင်တဲ့စိတ်ရှိခဲ့မယ်ဆိုလို့ရှိရင်ငါမင်းကိုယဟန်ပြုတ်ပေးမယ်အဲ့တော့နဲ့သဘောတူညီမှုရပြီးတော့ကျောင်းတော်လိုက်သွားတာအဲကျောင်းဘဝရောက်တဲ့အခါကျတော့ထမ်းလာတဲ့ထွန်တုံးကြီးကိုကျောင်းဘဝကတစ်ပင်တစ်ပင်မှာထောင်ထားတယ်ထောင်ထားပြီးတော့ကျောင်းထဲစီဆက်လိုက်သွားပြီးတော့သူ့ကိုအဲ့ဒီယဟန်တော်ကရေမိုးချိုးပေးတန်တန်ရှင်းရှင်းဖြစ်အောင်တော့လုပ်ပေးတယ်လို့ဆိုတယ်ပြီးတော့သူ့ကိုကိုရင်ကြီးဝှက်ပေးပြီးတော့ယဟန်ခံပေးလိုက်တယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့ပစိုးနွမ်းလေးကိုလွှတ်ပြလိုက်တာမဟုတ်ဘူးစောစောကကျောင်းဘဝမှာထွန်တုံးထောင်ထားတဲ့တစ်ပင်ကိုသွားပြီးတော့ချိတ်ထားလိုက်တာအဲ့ဒီတစ်ပင်ပေါ်တက်ကိုင်းတစ်ကိုင်းမှာတင်ထားလိုက်တာအဲ့ဒီယဟန်တော်ကမြတ်စွာဘုရားရဲ့ဘုံရိပ်ကံရိပ်ကိုအမိပြုတ်ပြီးတော့ရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်အလွန်ချမ်းသာတယ်ပေါ့နောက်ပစ္စည်းလေးပါလဲပူပန်စရာမလိုဘူးပြောရရင်ကောင်းကောင်းစားရတယ်ကောင်းကောင်းနေရတယ်ဒါကြောင့်အချိန်တိုလေးအတွင်းမှာပဲနော်ပြောင်ဖြစ်လာတယ်စိတ်လည်းအလွန်ချမ်းသာတယ်သူ့ဘဝရဲ့အချိုးအကွေကြီးပေါ့နော်သူ့ကိုယဟန်ပြုတ်ပြီးတဲ့ယဟန်ကိုလည်းအလွန်ကျေးဇူးတင်တယ်စောတော်လေးရစငါဒီလိုဘဝမျိုးကိုရောက်ခဲ့လို့ရှိရင်တော်တော်ကောင်းမှယဟန်ပြုတ်ရတာနောက်ကျလိုက်တာပျော်တယ်ပေါ့နော်ယဟန်ဘဝမှာဒါပေမဲ့စိတ်ဆိုတာခက်တယ်အဲ့လိုပျော်နေတဲ့ဂျားတွေကပဲဖောက်လာအဖြစ်လာတော့ဆိုတော့လူထွက်ချင်တယ်တဲ့ဟုတ်လားအဲ့လိုလူထွက်ချင်တဲ့စိတ်ကြီးဘာလို့ပေါက်လာတာတော့ဒီသင်္ကန်းဝတ်ကြီးနဲ့သူကဘလောက်လွတ်လပ်ကြီးဆိုးလို့မိုက်လို့ရမလဲမရဘူးနော်တကယ်လို့တောက်ချင်စားချင်တဲ့စိတ်တွေပေါက်လာတယ်ဆိုရင်လုပ်လို့မရဘူးလေဟုတ်လားဒါကြောင့်လူဝတ်နဲ့သာလဲထင်တယ်လို့ဆိုးလို့မိုက်လို့ရတာတော့ဆိုးခြင်းမိုက်ခြင်းစိတ်ပေါက်လာတယ်လို့ပဲဆိုကြရမှာလူထွက်ခြင်းတဲ့စိတ်ကြီးပေါက်လာတယ်ဖောက်လာတယ်ဒါပေမဲ့ तू အတုကို तू နားလေတယ်ဒါဟာမတင့်တော်တဲ့အတွေးပဲဒါဟာမဖြစ်တဲ့စိတ်ပဲလို့နားလေတယ်နောက်ဒီစိတ်ကြီးကိုငါဆိုပြီးတော့ဒါငါအတွေ့ငါမှန်တယ်ဆိုပြီးတော့အဲ့လိုငါဇွဲကြီးနဲ့သိထားတာမျိုးမဟုတ်ဘူးဟုတ်လားသူ့စိတ်ကို तू နားလေတယ်ဒီဟာမဖြစ်တဲ့အတွေ့ငါ့ကိုကောင်းကောင်းဒုက္ခပေးမဲ့အတွေ့ပဲနော်အဲ့ဒါကြောင့်မလို့ तू ကယောနိသောမနတိကာရလို့ဆိုကြပါစို့ယောနိသောမနတိကာရဆိုတာကကိုယ့်ရဲ့စိတ်ကိုအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်တင့်လျောက်ပတ်တဲ့မှန်ကန်တဲ့အကြောင်းဒီလမ်းများဖြင့်နောက်စဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်တာကိုယောနိသောမနတိကာရဒါတိုက်ပွဲတစ်ပွဲဆင်နွှဲနေရတာနဲ့တိတ်မထူးဘူးနော်သူ့စိတ်ထဲမှာဖြစ်နေတာ
ညံကဒါမဖြစ်တဲ့မူနော်ဒီလိုမလုပ်တဲ့မူဒီလိုမတွေးတဲ့မူလို့ညံကတစ်ဖက်ပေါ့နော်မွေးရပါလို့ဆိုကြပါစို့မကောင်းတဲ့အနုတ္တယဘက်ကလည်းပဲသူလှုပ်ချင်တာကိုသူဇော့အတင်းတောင်းဆိုမယ်ပေါ့ဒါကိုကအဲ့ဒါကိုငါလုပ်ပြီးတော့သူ့ကိုလိုက်လျောလိုက်မယ်ဆိုရင်ကိုဆင်းရဲရမှာပေါ့နော်အဲ့ဒါကိုယ့်ရဲ့အတိညာကတစ်ဖက်ဒီဘက်ကမွေးရပါနော်ဇာတိစိတ်လို့ဆိုကြပါစို့ဆိုခြင်းမိုက်ခြင်းတဲ့စိတ်ပြောခြင်းပါခြင်းတဲ့စိတ်ကတစ်ဖက်ပေါ့အဲ့ဒါလွန်ဆွဲတယ်လို့ဖြစ်နေတယ်အဲ့သူ့ဘက်ကအားကောင်းအောင်နိုင်သွားအောင်ဘယ်သူကအားပေးမလို့ဘယ်သူပါဖို့လိုတော့ဆိုရင်ရောနေတော်မနတိကာလလို့တယ်တကယ်လို့သာသူဟာတင်းလျောက်ပတ်လျောက်ကန်းအောင်စဉ်းစားတတ်မယ်ဆင်ခြင်တတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဉာဏ်ဘက်ကနိုင်သွားမယ်ပေါ့နော်အဲ့လိုနိုင်သွားလို့ရှိရင်စိတ်ဆိုးစိတ်မိုက်စိတ်ရိုင်းရဲ့ဒုက္ခပေးတာကိုသူမခံရအောင်အဲ့ဒါနဲ့သူ့ကိုယ်သူစူးစမ်းပြီးတော့ဆုံးမတယ်ဒါမသိတော့ဘူးဒါမသိတော့ဘူးငါအလွန်ဆင်းရဲတဲ့အနေထားကနေပြီးတော့အလွန်ချမ်းသာတဲ့ဘဝကိုရောက်လာတာစောတော်တုန်းကပျော်လိုက်တာကောင်းလိုက်တာယဟန်ပြူရတာနောက်တောင်ကြတယ်လို့ထင်ကြတုန်းကလည်းဒီစိတ်ပဲနော်အခုမြန်မြန်ပြေးခြင်းပြီဆိုတော့လေဒီစိတ်ပဲဟာစိတ်ရဲ့သဘာဝကမနေ့ကပြောခဲ့တယ်မှတ်မိလားမယုံရတော့သောအရာကိုယ်စိတ်ပဲဆိုတာဟုတ်တယ်မဟုတ်လားသူအမျိုးမျိုးသတင်းပေးနေတာပဲလေကောင်းတယ်ဆိုတော့လေသူပဲမကောင်းဘူးဆိုတော့လေသူပဲအဲ့ဒါကို तू နားလေတဲ့သဘောပေါက်တယ်အဲ့ဒါကြောင့်မလို့ तू ဟာဒီဥစ္စာကြီးကိုလွတ်ပြီးတော့အမှန်ဆိုပြီးတော့မလိုက်လျောလိုက်ဘူးသူ့ကိုတတ်နိုင်တယ်များထိမ့်သိမ့်မယ်အဲ့ဒီထိမ့်သိမ့်တာကိုဘာနဲ့ထိမ့်သိမ့်မလို့ယောနိသောမနတိကာရနဲ့ထိမ့်သိမ့်ရပါဟုတ်လားအဲ့ဒီယောနိသောမနတိကာရနဲ့ तू ကြိုးစားတယ်ဒါပေမဲ့တိတ်ပြီးတော့မနိုင်ဘူးမနိုင်တဲ့အခါကျတော့ငါအကူညီယူမှဖြစ်မယ်ငါဘက်ကနိုင်အောင်ငါအကူညီယူမှဖြစ်မယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ခေါင်းကိုင်းစိုက်ချပြီးတော့ကျောင်းပြင်မဲ့ထွက်သွားတယ်ကျောင်းပြင်မဲ့ထွက်သွားပြီးတော့ကျောင်းဘဝမနီမွေးကတစ်ပင်မှာသူယဟန်ပြုတ်ကနေတုန်းကထောင်ထားခဲ့တဲ့ထွန်းတုံးကြီးရှိတယ်ဟုတ်လားနော်သူရဲ့ရှိစုမဲ့စုပိုင်ဆိုင်မှုလို့ဆိုတဲ့ပစိုးနွမ်းလေးရှိတယ်အဲ့ဒီပစိုးနွမ်းလေးကတစ်ပင်မှာချိတ်ထားတယ်ထွန်းတုံးကတစ်ပင်မှာထောင်ထားတယ်အဲ့ဒီနားမှာခြေစုံရက်ပြီးတော့အဲ့ဒီထွန်းတုံးနဲ့ပစိုးနွမ်းကိုသူစစ်စစ်ကြည့်ဟုတ်လားဒါပါလေအကူကြီးယူတာနော်သူမနိုင်တော့လို့ဒီအာယုံကိုအကူကြီးယူတာအဲ့ဒီအာယုံကသူ့ကိုဘလို့အတွေးတွေဖြစ်စီမလဲတရားဓမ္မတို့ဦးဇင်းတို့မှာအသေးသေးတချို့ဆိုရင်ကိုယ့်ဘဝမှာအမှတ်ရစရာလေးတွေရှိနိုင်တယ်နော်သူများအတွက်ဘာမှမထူးခြားဘူးအဲ့ဒါကဒါပေမဲ့ကိုယ့်အတွက်တော့အရင်ထူးခြားတဲ့အမှတ်တရလေးတွေမရှိနိုင်ဘူးလားနော်ဒါကိုမြင်လိုက်တာနဲ့စိတ်ကတခါလေအတိတ်ကိုအဝေးကြီးပြန်ရောက်ဟုတ်တယ်ဟုတ်လားရှိရနော်ကောင်းတာရောဆိုးတာရောမျိုးပေါ့လေဟုတ်လားအခုလည်းသူကအဲ့ဒီနီးကိုသုံးတာဒီထုံတုံးတဲ့ပစိုးနှွမ်းကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာဘာတွေတွေးမလို့မင်းအလွန်မိုက်တယ်လို့ဒီအဖြေပဲထွက်မှာဟုတ်တယ်မဟုတ်လားမင်းမှာပိုင်တာဆိုလို့ရှိတာဆိုလို့ဒါလေးပဲရှိတာဒီလောက်ဆင်းရဲတဲ့ပူလောင်တဲ့ရှုပ်ထွေးတဲ့အနေထားတွေကိုစွတ်အတင်းခုံပြီးတော့ချရင်ဘာအားကိုနဲ့မင်းသွားကျင်တာတော့သူ့ကိုယ်သူဘာလုပ်နေရတော့စောမတာနော်စောတော့ဒေသနာရပြောမှဆိုဒါသူ့ကိုယ်သူစောရကတက်နေတာမင်းဒီလိုလုပ်တာကောင်းလားကြည်သမ်းမအောင်ဒါသူ့ကိုယ်သူစောရကတက်နေတာဟုတ်တယ်မဟုတ်လားဒါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ယောနိသောမနတိကာရအားကောင်းအောင်အာယုံကိုအကူအညီယူတာ哦အဲ့တော့သူ့စိတ်ထဲမှာပိုးပြီးတော့ထိတ်လန့်သွားတယ်ဩငါတော်တော်အသုံးမကျတာပဲအဖြေမှန်ကြီးရရနော်ဒါစုံသန်းရလည်းမရဘူးလားရှောက်တယ်နော်သူ့ကိုယ်သူစောရကတက်လိုက်တဲ့အခါကျတော့စုံသန်းပြီးသားလည်းဖြစ်သွားတာပေါ့ဩတော်တော်မဟုတ်တာပဲအဲ့ဒါနဲ့စောစောကလူထွက်ခြင်းတဲ့စိတ်ကငြိမ်ကြသွားတယ်နိုင်သွားတယ်နော်အဲ့လိုနိုင်သွားတဲ့အခါကျတော့သူဘာလုပ်တော့ပြန်လာပြီးတော့ရဟန်းဘွားမှာဒီလိုပဲပျော်ပျော်မှုမှုနေပြန်ရောက်ဒါပေမဲ့စိတ်ကမရပြန်ဘူးထပ်ပြီးတော့ဖောက်လာပြန်တယ်နော်ထပ်ပြီးတော့ဖောက်လာပြန်တယ်အဲ့သူနားလေတယ်ဟောဒီစိတ်ကြီးဖောက်လာပြန်ပြီဒီယောဂဟောင်းထလာပြန်ပြီသူသိတယ်အဲ့တော့ဘာလို့တုံးဆိုယောဂကဒီယောဂပဲဆိုတော့နော်ဆေးကလည်းဒီဆေးပဲပေါ့ဟုတ်လားဒီယောနိသမနတိကာရနဲ့သူ့ကိုယ်သူပဲဒါဖြစ်လာပြန်ပြီတိုက်ခိုက်တယ်ကြိုးစားပြီးတော့တိတ်တိတ်ပုံလုံနေတာပဲဒါဘယ်သူမှဒီလိုကြီးသူ့မှာကြိုးစားရုန်းကန်နေရတယ်ဆိုတော့ဘယ်သူမှမသိပါဘူးသူတယောက်တည်းရုန်းကန်နေရတယ်နိုင်လားဆိုတော့မနိုင်တဲ့အခါသူပဲသွားတော့အကူကြီးရှိရသွားမယ်ပေါ့ဟုတ်လားကြရောက်သွားတော့ထုံတုံးနဲ့ပစိုးနွမ်းလေးချိတ်ထားတဲ့ထုံတုံးထောင်ထားတဲ့တစ်ပင်ချီရင်ရောက်သွားတယ်ကြည်ပြန်တဲ့ဒီအာယုံကိုအဲ့ဒီအာယုံကသူ့ကိုအတွေးတစ်ခုခုပေးလိုက်မယ်ဟုတ်လားအဲ့ဒီအတွေးကဘာလဲသူ့ဘက်တော်သားဖြစ်မယ်နော်ဟုတ်လားအဲ့ဒီမှာပြန်ပြီးတော့ငြိမ်သွားပြန်တယ်ကျောင်းပြလမ်းများတယ်ဟုတ်နေပြန်တယ်ဒါပေမဲ့ပြန်လာမကြဘူးဖောက်ပြန်တယ်ဟော
ဒီဘဝမှာယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ပဲအာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့စိတ်ကိုတောင်မှမှွေနောက်ခြောက်ချားနိုင်တယ်ဆိုတာလေးကလည်းစဉ်းစားရပါဦးဇင်းတို့မင်းကုန်းတထုံစီတုံဆရာတော်ကြီးဆိုတာရှိတယ်နောက်ပိုင်းကျတော့အနာဂံလို့လည်းပြောကြတာရှိတယ်ပေါ့နော်ယဟန္တာလို့သမုတ်ကြတာလည်းရှိတယ်မဟာကြီးဆိုကြီးရဲ့ဆရာပေါ့ဘုန်းတို့စကိုင်းမြို့နယ်တွေကသူ့ရဲ့ဇာတိရလူ3ပါထွက်တယ်သိလားတခါဆိုဇွတ်ထွက်တယ်အသူညီမတွေကိုစိတ်မချလို့ဆိုပြီးထွက်သွားတာစာလည်းအရန်တက်တယ်သူပါဠိလိုရေးတဲ့ကျမ်းစာတွေတောင်ရှိတယ်အမင်းကုန်းတထုံစီတုံဆရာအဲ့ဒါကိုဆရာကြီးဦးထေးလိုင်ကယဟန္တာနဲ့ပုဂ္ဂိုလ်တွေထဲမှာရေးထားတာလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇက်တော်လေးမှမသိဥပုံညာရေးတဲ့စာလို့ပြောတယ်နော်ဇက်ပွဲတစ်ပွဲရှေ့ကဇက်တော်တစ်ခုကပြတာပေါ့နော်ဇက်ပွဲကပြီဆိုလို့ရှိရင်နေ့လည်နေခင်းမှာဟောတကောင်ရံလောက်မှသူပြက်ဇက်ပေါ့နော်ညမနေ့လင်းကနေကြတော့ဇက်ထုတ်ပေါ့နော်အဲ့ဒါဇက်ထုတ်ကပြနေတာလင်းချက်ကတွန်းနေပြီတဲ့လင်းတော့မယ်ရောင်ဒီတောင်လာနေပြီဒါပေမဲ့ဇက်ရည်ကမလဲသေးဘူးဟုတ်လားဇက်ရည်ကမလဲသေးဘူးလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇက်တော်လေးမှမသိတော့ကြဘလူးဆိုင်ထွက်လာလိုက်တော့ကြတရားမင်းထွက်လာလိုက်တော့ကြအမတ်ထွက်လာလိုက်နဲ့ဇက်ကဇက်ရည်ကမလဲသေးဘူးအဲ့ဒါသူကဒီဇက်ပြီးလို့ရှိရင်သူကဇက်ကသိမ့်တော့မှာတော့ရဟန္တာဖြစ်ရင်ဇက်ကသိမ့်မှာဟောဇက်သိမ့်မှာဆိုတော့အတိတ်ကလုတ်ခဲ့တဲ့ကံတွေရဲ့ကျိုးဆွဲရကိုသူကအမြန်ကပြနေတာဇလန်းဟုတ်လားသဘောပေါက်လားမသိဘူးဒါခံစားတတ်မှဆိုရင်အလွန်ယတ္တရှိတယ်နော်ဒီစကားကလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇက်တော်လေးမှမသိကြည့်နေရတာဘာဘလို့ရန်ဇက်ကသိမ့်သွားမလဲရိတ်ကိုမရိတ်မိသေးဘူးဟုတ်လားအခုဒီယဟန်ကလည်းအဲ့လိုဖြစ်နေဘာဖြစ်ရှင်လဲလူထွက်ချင်တယ်သူစူးစမ်းနေရုန်းကန်နေရမနိုင်ဘူးနော်မနိုင်တော့စောစောကသူ့ရဲ့အကူကြီးရမယ့်နေရာကိုသွားတယ်အဲ့ဒါစာထဲမှာရေးပြထားတာဘလို့ရေးပြထားတော့အချိန်ချင်းအဖန်ဖန်နဲ့သူဘလောက်သွားရတယ်လို့မသိဘူးခဏခဏလူထွက်ချင်စိတ်ပေါက်လို့အဲ့ဒီနေရာကိုသွားတယ်နော်အချိန်ချင်းဖန်ဖန်ကဘလောက်တုံးဆိုရင်မှတ်စားလို့မရဘူးလမ်းကလေးတောင်ပေါက်နေတယ်တဲ့အဲ့ဒီသစ်ပင်ဒီကိုသွားတဲ့နေရာဟုတ်လားလမ်းလေးတောင်ပေါက်နေတယ်ခဏခဏဖြစ်နေအဲ့ဒါနဲ့တရင်သုံးပေါ်ရန်တွေကငါရှင်ဘယ်ကိုသွားတာတော့မေးတဲ့ခါကျတော့သူကဘာပြန်ပြောလို့ဆိုဆရာကြီးသွားတာလို့ပြောတယ်ဟုတ်လားနော်သူကစကားပြောရလဲကောင်းတယ်လို့ဆိုရမယ်နော်ပါတယ်တော့ဆရာကြီးသွားတာတဲ့ဒကာသမားတို့ဦးဇင်းတို့မှလည်းပဲအဲ့လိုဆရာလေးတွေအသီးသီးတော့ရှိတဲ့နဲ့သူ့လိုထုံထုံနဲ့မစုံတော့ဘယ်ဟုတ်မလို့ဟုတ်လားကိုလည်းပဲကိုယ့်ရဲ့စိတ်ကိုကောင်းသွားစေမဲ့ဆရာကောင်းတော့ရှိတဲ့နဲ့သူကြောင့်တို့တရားတွေနာလိုက်ရင်စိတ်ကလေးငြိမ်ပြီးတော့ကောင်းသွားဆိုအဲ့တရားကိုယ်လေးနဲ့အဲ့တရားစတစ်လေးနဲ့ကက်ဆက်လေးကကိုယ်ဆရာပေါ့ဟုတ်တယ်မဟုတ်လားအစာတွေဖတ်လို့ကောင်းသွားတယ်ဆိုရင်အဲ့ဒါကိုယ်ဆရာပေါ့ဘာကိုဘယ်ရာငါစိတ်ကိုပိုးကောင်းသွားစီမလဲဤမျိုးစုံနဲ့ကိုစူးစမ်းမယုံကမှာဟုတ်ရဲ့လားနော်ဒါကဘာခေါ်တော့ယောနိတော်မနတိကာရကိုမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့ဒါနဲ့နောက်တော့တဖြည်းဖြည်းနဲ့လူထွက်လူစိတ်ကကျဲသွားတယ်သူအရှုံးမပေးဘူးနော်အရှုံးမပေးဘူးဟုတ်လားတဖြည်းဖြည်းနဲ့သူ့ဆရာကြီးကိုသွားရတဲ့ခောက်ရည်နင်းနေသွားတယ်အဲ့ဒါနဲ့ဘာဝနာကိုစောက်ချပြီးတော့တကယ်ကြိုးစားတဲ့အခါကျတော့အာတောကုန်ခံယဟန္တာဖြစ်တယ်အဲ့လိုယဟန္တာဖြစ်ပြီဆိုတော့သူ့ဆရာကြီးကိုသူသွားစရာမလိုတော့ဘူးသူအကူကြီးလည်းတောင်းစရာမလိုတော့ဘူးဟုတ်လားအကူကြီးတောင်းစရာမလိုတဲ့အတွက်ကြောင့်ဆရာကြီးလည်းသွားစရာမလိုဘူးအဲ့တော့ယဟန်တော်တွေကသူ့ကိုမေးကြတာအရှင်တင့်ဆရာကြီးကိုမသွားဘူးလားခုမသွားတာကြာပါပြီအဲ့တော့သူကဘာပြန်ပြောတော့ဆိုတော့ငါတို့ချင်းဆက်ဆံမှုရှိတုန်းကသာသွားရတာပါတဲ့အခုငါတို့ချင်းဆက်ဆံမှုမရှိတော့ဘူးတဲ့အဲ့ဒီစကားလေးလည်းကောင်းတယ်နော်ဆက်ဆံမှုရှိရင်သွားရတာပဲဟုတ်လားအဲ့ဒီဆက်ဆံမှုကကိုယ်ကိုဆွဲခေါ်နေတာမလာလို့ကိုမရဘူးမသွားလို့ကိုမဖြစ်ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ယဟန်တော်တွေကနားလေတယ်ဩဒါအရဟတမဉ္ဇဉ်အရဟတဘုံဉ္ဇဉ်ရတယ်ဆိုတာကိုဝန်ခံနေတာသူ့ကိုယ်သူယဟန်တာလို့ပြောနေတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားပြီးတော့ရှောက်တယ်နော်ဒီယဟန်ကအဲ့လိုမျိုးပြောနေတယ်အဲ့မှာမြတ်စွာဘုရားခေါ်တော်မူပြီးတော့ယဟန်တွေရဲ့ရှေ့မှာဟုတ်တယ်တဲ့သူဟာသူပြောတဲ့အတိုင်းမှန်တယ်ယဟန်တာဖြစ်နေတယ်အဲ့ဒီမှာပဲသောသောကဂါထာလေးကိုဟောပြတာဒါသူ့ရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘူးသူ့ရဲ့ဖြစ်ရက်ကိုအခြေခံပြီးတော့ကျမ်းတဲ့တရားနာနေတဲ့လူတွေရဲ့အကျိုးစီးပွားအတွက်မြတ်စွာဘုရားကသောသောကဒေသနာလေးကိုဟောတာမသူဘလောက်ကြိုးစားရုန်းကန်ခဲ့ရတယ်လေဆိုတာလေးနဲ့နှိုင်းယှဉ်ပြီးတော့သောသောကဒေသနာလေးကိုစဉ်းစားရမှာနော်အတ္တနာသောတယတနာပฏิမန္တေထအတ္တနာသောအတ္တဂௌဒတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိသူတကယ်စစ်မှန်တဲ့ချမ်းသာကိုသူရသွားပြီယန္တာဖြစ်သွားပြီဆိုတော့
ဘာလို့စစ်မှန်တဲ့ချမ်းသာကိုသူရသွားတော့သူ့ရဲ့စိတ်ထဲမှာဘာကိလေသာမှဝင်လို့မရတော့သူ့ရဲ့စိတ်ဟာရာနှုံးပြည့်စိတ်ချလက်ချလုံခြုံသွားပြီဝင်လျာကိလေသာကိုသူ့မှာအနုတ္တရသဘောမရှိတော့ဘူးဘာလို့သူကအဲ့လောက်ထိသူ့ရဲ့စိတ်ကြီးကလုံခြုံသွားတာတော့သတိရှိလို့နော်အပမာဒနဲ့သူစူးစမ်းအထောက်ခဲ့လို့ဘာလို့သူအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းကိုစူးစမ်းအထောက်ဖြစ်တာတော့သူ့ကိုယ်သူအခြေအနေမှန်ကိုသိတယ်နားလေတယ်သူ့ကိုယ်သူစောတကအကျိန်မောများစွာတက်ခဲ့တယ်ဟုတ်လားအရှုံးမပေးလိုက်ဘူးနော်ကောင်းအောင်လုပ်မယ်ကောင်းအောင်လုပ်မယ်ဤမျိုးစုံနဲ့သူလုပ်မယ်သူစူးစမ်းအထောက်ခဲ့တဲ့အနေအထားလေးတွေနဲ့ဒေသနာကိုရှင်းပြီးတော့တွေးကြည့်ရင်ပို့ပြီးတော့အရသာရှိမှာပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုကောင်းကျင်တယ်စစ်မှန်တဲ့ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကလေးလုံခြုံမှုရှိဖို့လိုတယ်စိတ်ကလေးလုံခြုံခြင်းတယ်ဆိုရင်ဒီစိတ်ကိုဘာနဲ့ကာဝယ်ဆောင်ရှောက်မလို့တတိနဲ့ကာဝယ်ဆောင်ရှောက်ရမယ်ဒါလမ်းစဉ်ကတော့သိထားကြပြီးသားပဲဟုတ်လားသို့တော့ခက်နေတာကအဲ့ဒီတတိကဘာဖြစ်နေလွတ်နေတယ်ဘာလို့တတိကလွတ်နေတာတော့ဝရိယနယ်လို့နော်ဝရိယဘာလို့နေတာတော့ယုံကြည်မှုနယ်လို့ဒါပဲသူ့ဆက်နေတာနော်လမ်းမှာတော့ဒကမာကြီးနဲ့ပြောရသေးတယ်နော်တရားကလည်းရကျင်လိုက်တာတဲ့နော်ကြိုးလဲကြိုးစားပါရဲ့တရားကလည်းမရဘူးတရားကလည်းခက်လိုက်တာလို့ပြောတော့တဘာဝရိပ်သာဆရာတော့ပြောတယ်တဲ့ပြောမနေနဲ့အဲ့ဒါတကယ်မရကျင်လို့တကယ်မလုပ်လို့မရတာဘာမှမဟုတ်ဘူးအပူတွေလို့ပြောတယ်ဟုတ်လားနော်စဉ်းစားကြည့်နော်တကယ်တရားရကျင်တယ်ဆိုရင်ရမှာနော်အခုတရားဓမ္မတို့ရောဥရှင်တို့ရောအခုကတော့အပြောတွေဖြစ်နေတာပေါ့ဟုတ်တယ်မဟုတ်လားတကယ်ရကျင်ရမှာမရတာဘာဖြစ်လို့မရတကယ်ကိုရကျင်တဲ့စိတ်ကမထက်တန်လို့ခုစဉ်းစားလေကိုဒါကိုဘလောက်ရကျင်လဲမရကျင်လဲဆိုတာကိုဘလောက်ရှာနေလဲရှာမနေဘူးလဲဆိုတာကိုစစ်ကြည့်ကိုဘာတွေရှာနေတော့စဉ်းစားကြည့်တရားရှာရင်တရားရမှာပေါ့ဟုတ်တယ်မဟုတ်လားကျန်တဲ့ချိန်တွေမှာဘာတွေရှာနေတော့အများကြီးပဲလေရှာနေတာဒီမှာနည်းနည်းမှမဟုတ်ပဲဟုတ်လားအမျိုးမျိုးရှာနေတာတကူရှာတာဘာတွေရှာတာလို့ဆိုရင်ကိုတန်မှုရှိတဲ့ထင်တာတွေရှာတာပဲကိုကောင်းတဲ့ထင်တဲ့တွေရှာတာပဲကိုအရေးကြီးတဲ့ထင်တာကိုရှာတာပဲငါမဖြစ်မနေလို့ကိုထင်တာနော်တချို့ကကိုရဲ့ဉာဏ်ကမပေးတဲ့အတိအမြင်တိုင်းမလုပ်နေကြတော့ရှာနေကြတာအဲ့ဒါယုံကြည်မှုဆိုတာအဲ့ဒါကိုယဉ်ညွှန်းတာနော်ကိုကဘယ်ဟာကိုတန်ဖိုးရှိတယ်လို့တကယ်ယုံကြည်တာလဲဘယ်ဟာကိုကိုကတကယ်ရထိုက်တယ်လို့တကယ်ယုံကြည်တာလဲဟုတ်တယ်မဟုတ်လားတရားကိုလည်းပဲတန်ဖိုးမရှိဘူးလို့တန်ဖိုးရှိတယ်လို့မယုံကြည်ဘူးလို့မဆိုလို့ယုံတော့ယုံတယ်လို့တော့ယုံတယ်ဒါပေမဲ့ဓမ္မဒါဆိုတဲ့အဆင့်ထိယုံကြည်မှုကမထက်တန်သေးဘူးဒါကိုယဉ်ညွှန်းတာနော်ထိုက်တဲ့တရားတရားရှိလို့ဒါဒီနေရာရောက်လာကြတာဟုတ်တယ်မဟုတ်လားဟောဒါအလွန်ကောင်းတယ်ဒါလုံးဝဖြစ်မဲ့ရှိပြီးတော့ဒါရောက်လာကြတာပါဟုတ်လားသို့တော့တရားဘာလို့မရသေးတာလဲလို့မေးရင်ရလောက်တဲ့ကြိုးစားအထောက်မှုမရှိလို့ရလောက်တဲ့ကြိုးစားအထောက်မှုကဘာလို့မရှိတာတော့လို့မေးရင်အဲ့ဒါကိုတကယ့်ကိုလှိုက်လိုက်လဲဥလိုက်သေးလိုက်ဓမ္မဒါဆိုတဲ့စိတ်ယုံကြည်မှုမထက်တန်တော့ဟုတ်တယ်မဟုတ်လားဒါလိုတယ်နော်ဒီကိစ္စမိုင်းများနော်ဒါကြောင့်အခုဒီမှာဘာလို့သူ့ရဲ့စိတ်ကလုံခြုံတာတော့လို့မေးရင်သတိရှိလို့ဘာလို့သတိရှိတာတော့လို့မေးရင်သူ့အခြေအနေသူနားလေတယ်သူ့ကိုယ်သူစောတကတက်မှုတွေအများကြီးရှိတယ်အများကြီးကြိုးစားတယ်ငါချမှတ်ထားတဲ့ပန်းတိုင်ကဘာလဲလမ်းစဉ်ကဘာလဲငါရကျင်တာကဘာလဲအဲ့လိုဆိုရင်ငါအခုလုပ်နေတဲ့အလုပ်ကငါရကျင်တဲ့ဟာနဲ့ငါရကျင်တာကိုရမဲ့ဟာနဲ့ထိုက်တန်တဲ့အလုပ်လားဒါပါလေလဲလို့မေးရင်ကိုစောတကတက်နေတာပဲလေမင်းကရကျင်တယ်လို့ပြောတော့ဒါလို့ပြောတယ်တကယ်လုပ်နေတာကြီးကဒီပြင်ဟာရဖို့အတွက်လုပ်နေတယ်ကဲအဲ့ဒါမလုပ်တာတော့ကိုစောတကတက်တာအောင်စောတကတက်ဖို့ level နီးလန်းတွေကလည်းအများကြီးတော့သိဖို့လိုတယ်နော်ဆိုကြပါစို့အခုအခွင့်ကောင်းအခါကောင်းလို့လူတိုင်းနားလေတယ်ဘာကိုရှင်းညွှန်ပြောတာလဲမြတ်စွာဘုရားဟောထားတဲ့လုံးဝမလွဲနိုင်အောင်မှန်ကန်တဲ့တရားဒေသနာတွေကိုသိခွင့်မြင်ခွင့်နားလည်ခွင့်ရတဲ့သာသနာနဲ့တွေ့ကြုံခွင့်ရှိနေတဲ့တွေ့နေတဲ့အနေအထားတွေကိုဒါအခွင့်ကောင်းအခါကောင်းလို့ပြောတာဟုတ်လားဒါတင်လားဆိုတော့မကဘူးကိုကပါလေသိနိုင်မြင်နိုင်တဲ့စူးစမ်းအထုတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အခြေအနေကလည်းပဲအဲ့ဒါနဲ့ထိုက်တန်တဲ့အည်အသွေးရှိတဲ့အနေအထားတစ်ခုကိုရမထားဘူးလားရထားတယ်နော်နဝမခဏလို့စာကသုံးတာပေါ့နော်ရက်ပြည့်၈ပါးလွန်ထားတဲ့၉ခုမြောက်တန်ဖိုးကြီးမားလာတဲ့ခဏအခွင့်အရေးနဲ့ပြည့်စုံတဲ့ခဏကိုဖြစ်နေတဲ့လူအဖြစ်ကလေးကနည်းနည်းရလူအဖြစ်မဟုတ်ဘူးနော်အဲ့ဒီအခွင့်ကောင်းအခါကောင်းကိုလည်းပဲနားလည်ရမယ်နားလည်ပြီးတော့ဒီလိုအခြေအနေကြီးနဲ့ကြုံနေတဲ့လူကဒါကြီးကိုရပိုင်ခွင့်ရှိပါလဲနဲ့ဘာမဟုတ်တာကိုရဖို့အတွက်ကြိုးစားအထုတ်နေခြင်းဟာဒါဟာတင့်တော်သလားလို့ကိုပြင်းပြင်းထန်ထန်မေးခွန်းထုတ်ဖို့မလိုဘူးလား
အဲ့ဒါမလုပ်တာတော့စောရကတက်တာနော်တချို့နိုင်ငံရေးသမားတွေရှိနော်အပြန်ရင်ဆိုင်တယောက်ကိုတယောက်အပြင်းထန်မေးခွန်းထုတ်တာနော်ဟုတ်တယ်မဟုတ်လားမလုပ်ကြရတော့စောရကတက်တာနော်နင်ပြောခဲ့တုန်းကတော့ဘလို့အခုလုံနေတာပါရံဖြစ်တယ်လို့ကိုချတာနော်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲတရားဓမ္မတို့ဦးချင်းတို့တွေကိုရံဖြစ်တယ်လို့မျိုးကိုစောရကတက်ဖို့မလိုဘူးလားလိုတယ်နော်စောရကတက်မယ်ဆိုရင်တော့စောရကတက်เสียဟာဒီကြီးပဲတရားဓမ္မတို့ဦးချင်းတို့ဟာစောရကကိုတက်မယ်ဆိုရင်တက်เสียဟာဒီကြီးပဲဘာလို့လဲကို့မှာစောရကတက်เสียအပြည့်ရှိတယ်နော်အားမရเสียမကျင်တတ်เสียမဟုတ်တာတွေအများကြီးရှိတယ်ဒါလူတိုင်းမှာရှိတယ်ဘုံဘုံတို့မှာလည်းရှိတယ်တရားဓမ္မတို့မှာလည်းရှိတယ်ရှာတတ်ဖို့လိုတယ်ရှာပြီးတော့အဲ့ဒါကိုနှိုက်ထုတ်ပြီးတော့စောရကတက်နိုင်ဖို့လိုတယ်ပြီးရင်ဘာလုပ်ရမလဲစုံစမ်းရအောင်မယ်စစ်ဆေးရအောင်မယ်ကိုငါဘလို့အခြေအနေရောက်နေတော့ဟုတ်လားအဲ့ဒီလိုမျိုးတွေပြင်းပြင်းထန်ထန်လုံးမနော်ကိုချမှတ်ထားတဲ့လမ်းစဉ်ကိုမြင်မှန်းထားတဲ့ပန်းတိုင်ဒါကိုမမိတ်မဲ့တော့ရှောက်ဖြစ်မှာဟုတ်တယ်မဟုတ်လားနော်အဲ့ဒီဟာတွေနဲ့အားပေးဖို့လိုတယ်နော်ကိုချထားတဲ့လမ်းကဘယ်လမ်းလဲကိုမြင်မှန်းထားတဲ့ပန်းတိုင်ကဘယ်ပန်းတိုင်လဲအဲ့ဒါကိုလည်းအရင်သဲကွဲဖို့တော့လိုသေးတာပဲနော်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒီကိုရောက်အောင်အမျိုးမျိုးသောတွန်းအားပေးပြီးတော့သွားဖို့မလိုဘူးလားလိုတယ်ဒါကတရားထုတ်ကြမဲ့တရားဓမ္မတို့အတွက်နော်အားဖြစ်စေမဲ့နော်ကိုနော်လမ်းကြောင်းကိုပို့ပြီးတော့တဲ့သွားအောင်တွန်းအားပေးနိုင်မဲ့အတွေ့အမျိုးဖြစ်ဖို့ပြောပြတာပါဒေသနာနဲ့ညီဟုတ်လားအဲ့တော့စောစောကမြတ်စွာဘုရားကနော်ကိုအဲ့လိုမျိုးတိုက်ခိုက်ပြီးတော့အရန်ယုံကန်ကြိုးစားပြီးတော့ရဟန္တာဖြစ်ခဲ့ရတဲ့အဲ့ဒီနင်္ဂလမထေရကိုအကြောင်းပြုပြီးတော့ဒီဟောတဲ့ဂါထာလေးအများကြီးတရားလူတရားမြတ်ကိုရရတယ်လို့ဆိုတယ်ဒီဂါထာလေးကိုနာပြီးတော့ဟုတ်လားအဲ့တော့အဲ့ဒီဂါထာလေးနော်ဟောခဲ့ရတဲ့နော်ဒီယဟန္တာလည်းပဲယဟန်တော်လည်းပဲဒါပြိဋိဘံဆံသွားပြီပေါ့နော်သို့တော့ဒီဂါထာလေးကတော့တခါသမားတို့ဦးဇင်းတို့အရှိတုန်းကသူတော်ကောင်းကြီးတွေရဲ့ကျေးဇူးကြောင့်အခုချိန်ထိပြောနေနိုင်တယ်နားထောင်နေခွင့်လည်းရှိတယ်အများကြီးဒီဂါထာလေးကိုအကြောင်းပြုပြီးတော့စဉ်းစားခွင့်ကမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ကိုကောင်းတဲ့ကောင်းအောင်ယောနိတော်မနတိကာရနဲ့အားပေးရမယ်ပေါ့နော်ဒီနေရာမှာဦးဇင်းတို့ယောနိတော်မနတိကာရဆိုတာလေးကလည်းအလွန်ပြောစရာကောင်းသူ့ရဲ့အဓိပ္ပာယ်ကအလွန်ကျေပြန့်တယ်မှန်မှန်ကန်ကန်အကြောင်းဒီလမ်းမှန်မှန်ကန်ကန်နဲ့နော်စဉ်းစားဆင်ခြင်နှလုံးသွင်းတာပေါ့ယောနိတော်မနတိကာရဆိုတာနော်အခြေခံကစပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကံရဲ့အကျိုးကိုသိမြင်နားလည်ပြီးတော့အဲ့ဒါကိုစဉ်းစားဆင်ခြင်နှလုံးသွင်းတတ်ဖို့လိုတယ်အဲ့ဒါယောနိတော်မနတိကာရပဲဒီကံရဲ့အကျိုးလို့ပြောလို့ရှိရင်ဒါတို့နားလည်ပြီးသားပါအခြေခံလေးမှာခက်နှိမ့်အခြေခံလေးပါလို့ထင်မှာတော့စိုးတယ်နော်ခက်နှိမ့်အခြေခံမဟုတ်ဘူးနော်ကံရဲ့အကျိုးကိုသိပြီးတော့စဉ်းစားဆင်ခြင်တယ်ဆိုတာကံဆိုတာဘာကိုပြောတာတော့စေတနာကိုပြောတာနော်စေတနာဟံဘိက္ခဝေကမ္မဝရမိဒါပေတတို့တကယ်အသုံးချမယ်ဆိုတဲ့စိတ်နဲ့သိချမှတ်နော်ဒီစေတနာရဲ့စွန့်ရည်တတ္တိကိုသိတာမြင်တာဒါကံရဲ့အကျိုးကိုသိတာယုံကြည်ရင်တရားတရားသိရင်ပညာဒါကိုစဉ်းစားဆင်ခြင်ရင်ယောနိတော်မနတိကာရမျိုးအဆင့်ဆင့်သွားတာဟုတ်လားအဲ့လိုဆိုရင်စေတနာရဲ့စွန့်ရည်တတ္တိကိုကောင်းကောင်းသိရမယ်ကောင်းကောင်းယုံရမယ်ပြီးရင်စဉ်းစားဆင်ခြင်ရမယ်အဲ့တော့စေတနာဆိုတာဘာလဲစေတနာဆိုတာတိုက်တွန်းနှိုးဆော်နေတဲ့သဘောလေးဒါကြောင့်သူ့ကိုကံလို့ပြောတာအကျိုးပေးတာသူပဲကောင်းကျိုးဆိုးကျိုးပေးနေတာသူပဲနော်စေတနာအတွင်းအနေပြီးတော့တိုက်တွန်းနှိုးဆော်နေတာအလုပ်တစ်ခုလုပ်ဖြစ်သွားအောင်စကားတစ်ခွန်းပြောဖြစ်သွားအောင်အတွေးတစ်ခုတွေးဖြစ်သွားအောင်သူမပါဘဲနဲ့လုပ်လို့မရဘူးသူမပါဘဲနဲ့စကားထွက်မလာနိုင်ဘူးသူမပါဘဲနဲ့အတွေးဟာဘယ်ရှိဦးမှမရဘူးသူကရှိရခေါင်းဆောင်နေတာဒါကြောင့်သူ့ကိုခေါင်းဆောင်မှုလို့ကံဆိုပြီးတော့နာမည်တက်တာမြတ်စွာဘုရားအဲ့ဒီစေတနာကအပိုင်းနှစ်ပိုင်းခွဲပြီးတော့နားလည်ရမယ်ကောင်းတဲ့အလုပ်ကောင်းတဲ့အပြောကောင်းတဲ့အတွေးတွေကိုလှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်သွားအောင်တိုက်တွန်းနှိုးဆော်နေတဲ့စေတနာရှိတယ်ဒါကိုကုသိုလ်ကံလို့ခေါ်မယ်ပေါ့နော်ချမ်းသာဒုက္ခမျိုးစုံနဲ့ဘဝကောင်းကိုဖန်တီးနိုင်တဲ့စွမ်းရည်တတိအပြည့်အဝရှိတယ်စေနာရဲ့စွမ်းရည်တတိဟုတ်လားဒါကနားရီကိုဝါနေရမှာနော်ဒီဥစ္စာကဟုတ်လားတခါဦးဇင်းတို့မကောင်းတဲ့အလုပ်မကောင်းတဲ့အပြောမကောင်းတဲ့အတွေးတွေကိုဟောဒီအတွင်းထဲကနေပြီးတော့လှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်သွားတိုက်တွန်းနှိုးဆော်နေတဲ့စေနာလည်းရှိတယ်အဲ့ဒါကိုဘာလို့ခေါ်မလို့အကုသိုလ်ကံလို့ခေါ်မယ်နော်ဆင်းရဲဒုက္ခမျိုးစုံနဲ့ဘဝဆိုးတွေကိုဖန်တီးနိုင်တဲ့စွမ်းရည်တတိသူ့မှာလည်းအပြည့်ရှိတယ်နှစ်ဖက်ရနော်စေတနာဆိုတာစေတနာဆိုရင်အကောင်းကြီးရဲ့လို့နားလည်ထားလို့မရအောင်အဲ့ဒီစေတနာရဲ့နောက်ကောင်းတဲ့စေတနာရဲ့ကောင်းနိုင်စွမ်းဆိုးတဲ့စေတနာရဲ့ဆိုးနိုင်စွမ်းအကောင်းဆိုးအမျိုးမျိုးဟာဘယ်သူမှဖန်တီးနေတာမဟုတ်ဘူးဘယ်သူလက်ချက်မှမဟုတ်အဲ့ဒီစေတနာရဲ့လက်ချက်ပဲနော်ဒါဘယ်လောက်အရေးပါလဲဒီကိစ္စသိဖို့နားလည်ဖို့ယ
ယုံကြည်ဖို့ဘလောက်အရေးပါတော့နော်အဲ့ဒါကိုသိပြီးရင်ဘာလို့ရမှာတော့စဉ်းစားရမယ်ဆင်ခြင်ရမယ်အဲ့ဒါယောနိသောမနတိကာရပဲအဲ့ဒီလောက်ကလေးယောနိသောမနတိကာရအားကောင်းမယ်ဆိုရင်တော့တော်တော်အကုသိုလ်နေမယ်နော်တော်တော်ချမ်းသာမယ်ငါမကောင်းတဲ့စေရင်တော့ဖြစ်ခံလို့မရဘူးနော်ငါကောင်းတဲ့စေရင်တော့ဖြစ်အောင်ကြိုးစားမယ်ဒီအတွေးမျိုးကိုဆက်ပြီးတော့မလာစေဘူးလားလာနော်အကုသိုလ်ဖြစ်เสียအခြေအနေကျုံလာတယ်အဲ့ဒီအတွေးဝင်ကြည့်လိုက်အဲ့ဒီယောနိသောမနတိကာရဝင်ကြည့်လိုက်ငါယုံညံ့တဲ့စိတ်တွေဖြစ်တော့မှယုံညံ့တဲ့စေနာတွေဖြစ်တော့မှဒါဆင်းရဲစေတဲ့အကြောင်းတရားဟုတ်လားအကုသိုလ်မြတ်စွာဘုရားဘယ်လိုဟောတာတော့ဆင်းရဲခြင်းရဲ့အကြောင်းလို့ဟောတာနော်အကုသလေဓမ္မေဥပတံပိစဝိရတောဒိဋ္ဌေဝဓမ္မေဒုက္ခံဝိရတိအကုသိုလ်ဆိုတဲ့ဒီယုံညံ့တဲ့စေနာနဲ့သာနေမယ်ဆိုလို့ရှိရင်အဲ့ဒီလူအခုလောလောဆယ်ကိုပဲဆင်းရဲမယ်တဲ့တဝိကာတံဆင်းရဲခြင်းနဲ့တကွတဥပါယတံပင်ပန်းခြင်းနဲ့တကွတပရိလာဟံပူလောင်မှုနဲ့တကွဒုက္ခဆင်းရဲဝိရတိနေရလိမ့်မယ်တဲ့ဒါလက်တွေ့ကလေးလည်းပဲတရားအထုတ်နေတဲ့ပုံကိုယ်တွေနော်တစ်ချက်သိလိမ့်မယ်ကိုယ်ကယုံညံ့တဲ့စေနာစိတ်ဝင်လာပြီဆိုတာနဲ့ပူကနေသွားတာမျိုးပေါ့လေးကနေသွားတာမျိုးမကောင်းတဲ့စိတ်ဝင်လာတာနဲ့အလွန်သိလာတဲ့အချက်ကတော့အိတ်တာမစ္စရိယတခုခုဖြစ်လာပြီအယံဆင်းရဲတယ်ဒီဥစ္စာဟုတ်လားလူချင်းမမောမှုဖြစ်လာပြီသူကတော့မောပန်းနွမ်းနေတဲ့သဘောကိုထင်ရှားပြတတ်တယ်မကျေနပ်မှုဖြစ်လာပြီဆိုရင်တော့သူကအယံကိုပူလောင်တဲ့သဘောကိုထင်ရှားပြတယ်နောက်မကျေနပ်မှုဖြစ်လို့ရှိရင်တော့အယံသိလာတယ်ဒါကြောင့်ဒီစေတနာယုံညံ့တဲ့စေတနာဝင်လာပြီဆိုတာနဲ့ဒါကိုဆင်းရဲခြင်းနဲ့တကွပင်ပန်းခြင်းနဲ့တကွပူလောင်ခြင်းနဲ့တကွလို့သုံးခုဒါအကုသိုလ်တိုင်းမှာဒီစွမ်းရည်ရှိတယ်နော်ဆင်းရဲခြင်းနဲ့တကွပင်ပန်းခြင်းနဲ့တကွပူလောင်ခြင်းနဲ့တကွနော်ပါဠိအသုံးနှုန်းလေးတွေပါမှတ်မိရအလွန်ကောင်းတယ်နော်တဝိကာတံဆင်းရဲခြင်းနဲ့တကွဝိကာတဆိုတာဆင်းရဲတာစိတ်တွေဆင်းရဲတာဟုတ်လားအဲ့ဒါနဲ့တကွပြီးတော့ပါတော့တဥပါယတံဥပါယတဆိုတာပင်ပန်းတာနော်တချို့တက်သွားတာမျိုးသတိမေ့သွားတာမျိုးအဲ့လောက်ထိပင်ပန်းတာဥပါယတလို့သုံးတယ်နော်ဒီမှာတဥပါယတပင်ပန်းခြင်းနဲ့တကွပြီးတော့ပါတော့တပရိလာဟံပူလောင်မှုနဲ့တကွစိတ်ငြိမ်းအေးမှုလုံးဝမရှိဘူးတတ်တာမှုမရှိဘူးချမ်းသာမှုမရှိဘူးအဲ့ဒါလိုတွေနဲ့အနေများသွားမယ်ဆိုရင်ဘယ်ထိဆက်သွားမလို့ကာယတဗေဒပရမရဏဒုက္ခတိပါတိကင်္ခခန္ဓာကိုယ်ပျက်စီးခြင်းကြလို့ပျက်စီးရပြီသိပြီဆိုတာနဲ့အဲ့ဒီလိုယုံညံ့တဲ့ဘဝရောက်မယ်တဲ့ဟာစဉ်းစားနော်အကုသိုလ်ရဲ့ယုံညံ့တဲ့စေတနာရဲ့စွန့်ရည်တတ္တိအခုလည်းပဲပူလောင်ပင်ပန်းဆင်းရဲတယ်နောင်လည်းယုံညံ့တဲ့ဘဝကိုပို့မယ်အဲ့တော့ဒီနှစ်ခုကိုဆက်ပြီးတော့တရားဓမ္မတို့ကိုတွေးစီခြင်းအကုသိုလ်ဟာအခုလည်းဆင်းရဲတယ်နောင်လည်းဆင်းရဲတဲ့ဘဝကိုပို့မယ်လို့ပြောတယ်နော်ဆင်းရဲတဲ့ဘဝဘာဖြစ်လို့ရောက်သွားတာတော့တတ်တော်ဟာလေနိကတဲ့အကြောင်းတရားပြောလို့ရှိရင်ဆင်းရဲတဲ့စိတ်နဲ့သေလို့ဒါကိုမြင်သိချင်တာနော်နောက်ဒုတိယဘဝဘလို့အခြေအနေလဲဆိုတာသေကာလိစိတ်ပေါ်မှာဝတ္တိတာနော်ဟုတ်လားရုပ်တဲ့စိတ်နဲ့သေလို့ရုပ်တဲ့ဘဝရောက်တာပူတဲ့စိတ်နဲ့သေလို့ပူတဲ့ဘဝရောက်တာဆင်းရဲတဲ့စိတ်နဲ့သေလို့ဆင်းရဲတဲ့ဘဝကိုရောက်ရတာအဲ့လို့ဆိုရင်သေကာနီးမှာဘာဖြစ်လို့အဲ့လိုအသေးဆိုးကြီးနဲ့သေရတာတော့ကဲအဲ့ဒီအချက်ကစဉ်းစားရတာပဲသေကာနီးမှာဘာလို့ပူတဲ့စိတ်ဆင်းရဲတဲ့စိတ်ရုပ်တဲ့စိတ်တွေနဲ့သေရတာတော့ပူတဲ့စိတ်ရုပ်တဲ့စိတ်ဆင်းရဲတဲ့စိတ်တွေနဲ့အနေများခဲ့လို့ဒါဒီအရှိန်သွားတာပဲဒါပဲလေနော်တောင်ဘက်ကိုင်းနေတဲ့ပင်ကိုခုတ်လဲလိုက်မယ်ဆိုရင်တောင်ဘက်ဖက်လဲမယ်တဲ့မြတ်စွာဘုရားပေးတဲ့ဥမာနော်အရှိန်ဆိုတာရှိရနော်ဒီလိုမျိုးကြီးအနေများနေတယ်ပါတတ်တာတဲ့စိတ်ကိုမရှိဘူးပင်ပန်းတဲ့စိတ်နဲ့ပူလောင်တဲ့စိတ်နဲ့လေးကန်တဲ့စိတ်နဲ့ဒါကြီးပဲဒီနေ့လာလဲထားဒီနေ့လာလဲထားနော်နှစ်တွေသာပြောင်းသွားတယ်အသက်တွေသာကြီးသွားတယ်ကိုယ်စိတ်အခြေအနေကြီးကဘာမှပြောင်းလဲမှုမရှိဘူးတေကန်ဒီကြမှာကောင်းတာလေးလာပါလို့မျှော်လင့်ခြင်းလို့မရဘူးနော်အကုသိုလ်တွေနဲ့အနေများရင်အကုသိုလ်နဲ့သေရမှာအကုသိုလ်နဲ့သေရင်ကျုံညံ့တဲ့ဘဝသေချာပေါက်ရောက်မှာဒါပဲလောကကြီးကသူ့အကြောင်းသူ့ကျိုးသူဆက်ပြီးတော့သွားနေတာဟုတ်လားယောနိသောမနတိကာရကနေပြီးတော့ကြည်ကြပြန့်ပြန့်တွေးဖို့လေးတွေပြောနေတာနော်အဲ့ဒါလိုပဲဦးဇင်းတို့ကောင်းမြတ်တဲ့စေတနာနော်ကောင်းတဲ့လူကောင်းတဲ့ပြောကောင်းတဲ့တွေးတွေကိုလှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်စေတဲ့စေတနာကုသိုလ်ပေါ့နော်သူကဘယ်လိုစွမ်းရည်တတိရှိတော့နော်ချမ်းချမ်းသာသာနေရစေတယ်ဒိဋ္ဌေဝဓမ္မေဒုက္ခံဝိရတိအခုလွန်လောဆယ်သူဖြစ်နေတဲ့အခိုက်အတန့်မှာချမ်းသာတယ်နော်အဝိကာတံဆင်းရဲခြင်းမရှိဘူးအနုပါယတံပင်ပန်းခြင်းမရှိဘူးအပရိလဟံပူလောင်မှုမရှိဘူးဒါကိုလည်းခံစားလို့ရရနော်ကောင်းတဲ့စိတ်ကလေးဖြစ်တယ်ဆိုလို့ရှိရင်ဆင်းရဲမှုမရှိဘူးချမ်းသာတယ်စင်ပြေတယ်ပေါ့နော်အနုပါယတံပင်ပန်းမှုမရှိဘူးတတ်တောင့်တတ်တာရှိတယ်လိုက်လျောညီတွေရှိတယ်ပြည့်ပြည့်ရောရောရှိတယ်ခံစားလို့ရတယ်ခန္ဓာကိုယ်တစ်ခုလုံးဘယ်နာလေးမှအဆင်မပြေတာမရှိဘူးနော်ခြေပြားလက်ဖြားအစအဆင်မပြေတာမရှိဘူးအကုန်လုံးအဆင်ချောနေဟုတ်လားအနုပါယတဘာမှမပင်ပန်းဘူးပြီးတော့ပါတော့
အပရိလာဟပူလောင်မှုမရှိဘူးတဲ့တချို့ကုသိုလ်စိတ်တကယ်များပြီနော်တရားဘာဝနာနဲ့တကယ်ကိုကုသိုလ်စိတ်တွေဆက်နေအောင်နေနိုင်တယ်တမိုးရှိတဲ့စိတ်တွေရက်ဆက်ပြီးတော့နေနိုင်တယ်စိတ်တွေအေးလွန်းလို့ခန္ဓာကိုယ်တောင်အေးနေတယ်လို့ဆိုဟုတ်လားပူလောင်မှုလုံးဝမရှိဘူးဒါကြောင့်ကုသိုလ်ရဲ့စွန့်ရည်တတ္တိနော်အခုလည်းပဲချမ်းသာတယ်တတ်တာတယ်အေးချမ်းတယ်အဲ့လိုဆိုလို့ရှိရင်ပိသတို့သောတော်အတိုင်းစဉ်းစားဒီလိုစိတ်တွေနဲ့အနေများရင်ချမ်းသာတယ်အေးချမ်းတယ်တတ်တာတယ်ဆိုတဲ့စိတ်နဲ့ပဲသူသိရမှာဟုတ်တယ်မဟုတ်လားအဲ့လိုသိမယ်ဆိုလို့ရှိရင်ဘယ်ဘဝရောက်တတ်တာတဲ့ဘဝချမ်းသာတဲ့ဘဝကောင်းတဲ့ဘဝရောက်မယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့ကာယတ္တဗေဒပရမရဏသုကတိပါတိကင်္ခတေချာပေါက်ကောင်းမွန်တဲ့ဘဝကိုရလိမ့်မယ်လို့မျှော်လင့်အပ်တယ်တဲ့ကုသိုလ်ရဲ့စွမ်းရည်တတ္တိအဲ့တော့ဦးဇင်းတို့အနှစ်ချုပ်ပြောမယ်ဆိုရင်နော်ဒီအကုသိုလ်ကအခုလဲဆင်းရဲတယ်နောင်လဲဆင်းရဲမှာဒါပဲကုသိုလ်ကအခုလဲချမ်းသာတယ်နောင်လဲချမ်းသာလိမ့်မယ်ဒါကြောင့်တချို့စာလေးတွေကနော်အရန်ရိုးပြီးတော့နော်တိတ်ပြီးတော့အဆင်မရှိဘူးလို့တချို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့တချို့အရန်ကောင်းတာရှိတယ်ရှေ့ရကောင်းလို့ခုကောင်းပါသည်ခုကောင်းနောင်ကောင်းပါလိမ့်မည်ဟုတ်လားဒါကိုဘယ်လောက်နားလဲလေရှေ့ရဆိုးလို့ခုဆိုးပါသည်ခုဆိုးနောင်ဆိုးပါလိမ့်မည်နော်ရှေ့တုန်းကကုသိုလ်ကံလေးကောင်းလို့ထောက်ပံ့လို့ခုလူဖြစ်တယ်ရှေ့ရကောင်းလို့ခုကောင်းတဲ့အခြေအနေလေးရောက်တယ်အဲ့ဒါကိုကုသိုလ်စိတ်ကလေးဆက်နိုင်မယ်နော်ကောင်းတာလေးဆက်ဖြစ်အောင်လုပ်နိုင်မယ်ရှေ့ရကောင်းလို့ခုကောင်းပါသည်နောက်အခုကောင်းကိုရက်မနေပဲနဲ့အခုဆက်ပြီးတော့ကောင်းမယ်ဆိုလို့ရှိရင်နောင်ကောင်းမယ်နော်ဟုတ်တယ်မဟုတ်လားရှေ့ရဆိုးလို့အခုဆိုးပါသည်ခုဆိုးနောင်ဆိုးပါလိမ့်မည်ဟုတ်လားဒါဘာကိုပြောနေတာတော့ဘုံတို့ယောနိသောမနတိကာရကိုပြောတာနော်ကိုယ်စိတ်ကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာဒီအမှန်ကန်သိထားတဲ့နားလည်ထားတဲ့ယုံကြည်ထားတဲ့တန်ဖိုးဖြတ်လို့မရတဲ့ဒီအမြင်ကိုဘာလို့ရမှာတော့စဉ်းစားရမယ်ဆင်ခြင်ရမယ်အသုံးချရမယ်ဒါပါလေယောနိသောမနတိကာရဟုတ်လားဒီနေ့မှာဦးဇင်းတို့ယောနိသောမနတိကာရအထွတ်အထိပ်ပြောရမယ်ဆိုရင်တော့သူကတရားစကားမှာပြောဖို့ကောင်းတာပေါ့လေမတည်မြဲတဲ့သဘာဝကိုမတည်မြဲဘူးလို့သိပြီးတော့အဲ့ဒါကိုစဉ်းစားဆင်ခြင်တတ်မယ်ဆိုရင်အဲ့ဒါယောနိသောမနတိကာရဟုတ်လားကောင်းမွန်တဲ့သဘောမဟုတ်တာကိုကောင်းမွန်တဲ့သဘောမဟုတ်ဘူးလို့အမှန်ကန်သိပြီးတော့စဉ်းစားဆင်ခြင်တဲ့အဲ့ဒါပါလေယောနိသောမနတိကာရနော်ကိုစိုးကိုပိုင်မဟုတ်ဘူးသူပဲအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့နော်အနှစ်သာရကင်းမဲ့တဲ့သဘာဝကိုအနှစ်သာရကင်းမဲ့တဲ့သဘာဝလို့သိပြီးတော့ဒါကိုစဉ်းစားဆင်ခြင်တတ်မယ်ဆိုရင်အဲ့ဒါပါလေယောနိသောမနတိကာရနောက်တစ်ချက်ကြံသေးတယ်မတန်ရှင်းသောမစင်ကြယ်သောကုဋ္ဌာသားတို့ဖြင့်တိဆောက်ထားတဲ့မိမိခန္ဓာသူတော်ခန္ဓာရဲ့အခြေအနေမှန်ကိုသိမြင်နားလည်ပြီးတော့အဲ့ဒါကိုစဉ်းစားဆင်ခြင်တတ်မယ်ဆိုရင်လည်းအဲ့ဒါဟာယောနိသောမနတိကာရဗမာစကားတဲ့ပါဠိစကားကပို့ပြီးတော့တောင်နားရှင်ပဲအဲ့ဒါကြတော့အနိစ္စဒုက္ခအနတ္တအတုပဟုတ်တယ်မဟုတ်လားအဲ့ဒါကိုပြောလိုက်တာနော်အနိစ္စဒုက္ခအနတ္တအတုပဖြစ်တာကိုဖြစ်မှန်းသိပြီးတော့အဲ့ဒါကိုစဉ်းစားဆင်ခြင်တတ်မယ်နှလုံးသွင်းတတ်မယ်ဆိုရင်အဲ့ဒါဘာခေါ်တော့ယောနိသောမနတိကာရအဲ့တော့ခုနတုန်းကကိုယ်စိတ်ကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာဒီယောနိသောမနတိကာရအားကောင်းကောင်းနဲ့တွန်းအားပေးနိုင်မှနော်စိတ်ကကောင်းတဲ့နေရာကိုနော်ကိုရောက်စီခြင်းတဲ့အတိုင်းရောက်မှာဟုတ်လားပြောရလို့ရှင်ဒီစိတ်ကိုဆုံးမတဲ့နေရာမှာဒီယောနိသောမနတိကာရဆိုတဲ့လက်နဲ့မပါလို့မရဘူးဒါကြောင့်ဟိုတလောကတောင်ဘုံဘုံတို့ဟောပြသေးတယ်နော်တာနုမထေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာတစ်ပုဒ်ရှိတယ်အဲ့ဒီဂါထာကဘာပြောထားတော့ဆိုတော့ तू ကစိတ်ရဲ့သဘာဝနော်စိတ်ကိုဆုံးမဖို့အတွက်နော်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်ပေးတာသူကတော့ဂါထာသေးလေးမဟုတ်ဘူးဂါထာကြီး तू ကဘာပြောထားတော့ဆိုတော့ဣဒံပုရိစိတ်တမစရိန်စာရိကံယေနိစကံယထာကမ္မယထာဒုက္ခံတတိဇာဟနေကနိတမိယောနိတောဟတ္တိပပိဏံဝေယအင်ကုတကဟောတဲ့နော်ဘာပြောတော့ဣဒံစိတ်တံဤစိတ်သည်ပုရိရှိကာလဘဝများစွာတန်လျာ၌ယေနိစကံအလိုရှိတိုင်းယထာကမ္မအလိုရှိရာယထာဒုက္ခံကောင်းနိုးရာအစရိန်လှဲ့လေကျက်စားခြင်းကိုစာရိကံလှဲ့လေကျက်စားခြင်းကိုအစရိန်ကျက်စားခဲ့ဘူးလားလေပြီတဲ့ဒါကဓမ္မတို့အရှင်တို့ပုထုဇဉ်တွေရဲ့စိတ်ပေါ့နော်ဘဝတန်တရားတစ်လျှောက်လုံးကဒီကနေ့တိုင်အောင်သူဟာထင်တိုင်းကျင်လေကျက်စားခဲ့ပြီတဲ့ထင်တိုင်းဆိုတာဘယ်လိုတော့သုံးချက်အဲ့ဒီမှာပြောတယ်အဲ့ဒါလည်းစိတ်ဝင်စားတဲ့အကောင်းတယ်ယေနိစကံအလိုရှိတိုင်းယထာကမ္မအလိုရှိရာယထာဒုက္ခံကောင်းလို့ရဆိုလိုတာကစိတ်ကကောင်းတယ်ထင်တာလေးကိုကျက်စားတာတဲ့သူကောင်းတယ်ထင်တာကိုကျက်စားတာတဲ့အဲ့ဒါကိုမြတ်စွာဘုရားဘလို့တိတိကျကျပြောတော့ကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုရွေးပြီးတော့ကျက်စားမယ်တဲ့ဟုတ်တယ်တခါလေကောင်းတိုင်းလည်းမကြိုက်တတ်ဘူးဟုတ်တယ်မဟုတ်လားကောင်းတာကြီးကျက်စားတယ်လို့ပြောလို့လည်းမရဘူးနော်ကောင်းတယ်ဆိုတာလေးတွေကမှကိုကြိုက်တာကိုတစ်ဆင့်ထပ်ပြီးတော့မရွေးဘူးလားရွေးရနော်အဲ့ဒီကြိုက်တာကိုတွေ့ပြီဆိုရင်တော့ဘယ်လိုလဲ
အဲ့ဒါဆိုရင်တော့နောက်ဆုတ်လို့မရတော့နော်နွားလို့ပြောမယ်ဆိုရင်တော့တပားကျိုးကိုဆွဲလို့မရတော့နော်ကြိုက်တာတွေးပြီဆိုရင်တော့သူဘယ်လောက်သွားမှာတော့ကြိုက်တဲ့လောက်သွားမယ်နော်ယထာတုခံဆိုတာအဲ့ဒါကောင်းလို့ရာကောင်းတာတွေကမှယထကမှနော်အလိုရှိရဆိုတာကြိုက်တာကိုပြောတာပဲလေနော်ယဉ်နိစ္စကအလိုရှိတိုင်းဆိုတာကြိုက်တဲ့လောက်လို့ပြောတာပဲမဟုတ်လားနော်စဉ်းစားနော်စကလုံးလေးတွေကစဉ်းစားပြီးတော့နားထောင်ပါဟုတ်လားကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေးရင်တော့ကြိုက်တဲ့လောက်အဲ့ဒီလိုနီးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကကျင်လေကျက်စားခဲ့တာတဲ့။ကိုင်းဘလောက်သူကလို့ပြောရင်လူဘာဝထားတော့ဟုတ်တယ်မဟုတ်လားနော်ကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုကြိုက်တဲ့လောက်သွားနေတာသူကဟုတ်လားဒါကိုယ်စင်လေးနဲ့ကိုယ်နဲ့ပယ်ထဲမှာ तू လောက်ရတဲ့လောက်ကတော့ तू အကုန်လုံးမှာသိရတဲ့ဘောကနော်အာယုံခံစားတဲ့အပိုင်းမှာလည်းပဲတတိယဆိုရင်တော့တတိယအဆင့်ပေါ့လူလက်တန်းစားဆိုရင်လည်းလူလက်တန်းစားအဆင့်ပေါ့ဆင်းရဲသားဆိုရင်လည်းဆင်းရဲသားအဆင့်ပေါ့ဟုတ်တယ်မဟုတ်လားဒါပေမဲ့ကိုယ်နယ်ပယ်ထဲကတော့ရနိုင်ခွင့်ရှိတာကိုမလုံးတော့အကုန်ယူမှာနော်အဲ့လိုနီးနေဒီစိတ်ဟာကျင်လေကျက်စားခဲ့လားဒါကိုမြတ်စွာဘုရားပြောတာအဲ့လိုကျင်လေကျက်စားခြင်းနဲ့ကျင်လေကျက်စားခဲ့တဲ့ဒီစိတ်ကိုတဲ့ဣဇယနိအဟံငါတိတန်စိတ်တံထိုကဲ့သို့သောစိတ်ကိုအင်ကုတကဟောချွန်းကင်ထားတဲ့စင်တိန်သည်ဟတ္ထိပဗိဏံအမှုံရစ်နေတဲ့စင်ကိုနေကနာတိဝိယနှိတ်ကိုဆုံးမတဲ့ကဲ့သို့တန်စိတ်တံထိုစိတ်ကိုယောနိတော်တင့်တယ်လျောက်ပတ်လျောကံအောင်တွေးတောဆင်ခြင်ကြံစီစဉ်းစားတတ်တယ်လို့ဆိုတဲ့ယောနိတော်မနတိကာရတိဟုသောချွန်းဖြင့်နေကနိတာမိနှိတ်ကိုဆုံးမပေအံ့တယ်နော်အမှုံရစ်နေတဲ့စင်ကိုနော်ချွန်းကင်ထားတဲ့စင်တွေကအဲ့ဒီချွန်းနဲ့ကောင်းကောင်းဆုံးမနှိတ်ကိုတလူမျိုးတဲ့တန်တရားတစ်ချောင်းလုံးထင်တယ်လို့ကျင်လေကျက်စားခဲ့တဲ့ဒီစိတ်ကိုဒီကနေ့ကစပြီးတော့ငါဟာနှိတ်ကိုမဲ့ဆုံးမမယ်ဘာနဲ့နှိတ်ကိုဆုံးမမှာယောနိတော်မနတိကာရတဲ့အလွန်မှစစ်ဆက်တဲ့ပြည်စုံတဲ့ဂါထာလေးတစ်ပုဒ်လို့ဆိုနိုင်တယ်နော်စိတ်ရဲ့သဘာဝကိုပြောတယ်ပြီးရင်စိတ်ကိုဘယ်လိုဆုံးမရမလဲဆိုတာကိုဥပမာပေးတယ်ဒါစိတ်ရဲ့သဘောကိုသိပြီးတဲ့နောက်မှာစိတ်ကိုဆုံးမတဲ့နေရာမှာလဲဘာနဲ့ဆုံးမရမလဲဆိုတဲ့နိလန်းကိုတခါလည်းမပေးဘူးလားပေးရင်နော်အခုယူရမယ်ဆိုလို့ရှိရင်အများကြီးမရဘူးလားရရင်နော်စိတ်ရဲ့သဘောကိုလည်းသိရတယ်စိတ်ကိုဘာနဲ့ဆုံးမမလဲဆိုတာလည်းသိရတယ်ဥပမာပါတခါတည်းမှတ်ရတယ်ဟုတ်လားအမုံရင်းနေတဲ့ဆင်ကိုချွန်းကင်ထားတဲ့ဆင်တွေကချွန်းနဲ့နှိတ်ကိုဆုံးမသလိုမျိုးထင်တိုင်းကျက်စားခဲ့တဲ့ဒီစိတ်ကိုလည်းပဲယောနိတော်မနတိကာရဆိုတဲ့ချွန်းနဲ့ခုနကတော့အဲ့ဒါယောနိတော်မနတိကာရကိုဦးစားပေးပြီးတော့ပြောတာဒါလေးကိုပြောခြင်းလို့ဟုတ်လားယောနိတော်မနတိကာရသိဟုတော့ချွန်းနဲ့ကိုယ့်ရဲ့စိတ်ကိုဘာလို့မတော့ဆုံးမရမယ်တဲ့မကောင်းဘူးလားဟုတ်တယ်နော်ဒါမျိုးလေးတွေကိုစိတ်ထဲမှာစွဲနေအောင်မှတ်မိဖို့လိုတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဆိုကြပါစို့ရိုင်းနေတဲ့ဆင်ဟာလူတွေရဲ့ကောင်းကျိုးချမ်းသာကိုသူမဆောင်ရွက်နိုင်ဘူးအခက်မသိရင်သူအနေပေးမှာနော်ဟုတ်တယ်မဟုတ်လားဆင်ရိုင်းနေပါလိမ့်နာဘဲကတ်ရဲမလို့နော်အဲ့လိုပဲရိုင်းနေတဲ့စိတ်ဟာလည်းပဲအနေပေးမှာနော်ယဉ်ကျေးတဲ့စိတ်လိမ္မာတဲ့စိတ်ဆုံးမထားတဲ့စိတ်ကသာလည်းကောင်းကျိုးကိုဆောင်ရွက်နိုင်တာဒီနေရာမှာစိတ်ရိုင်းတယ်စိတ်ယဉ်တယ်ဆိုတာဘာကိုပြောတာတော့နော်ကိလေသာပူးနေတဲ့စိတ်ဟာရိုင်းတယ်ကိလေသာကင်းနေတဲ့စိတ်ဟာယဉ်တယ်ဒါပဲလူရင်းအနှစ်ချုပ်ကဒါပဲနော်အလိုဆန္ဒဖြစ်နေတဲ့ချိန်မှာစိတ်ဟာရိုင်းတယ်မကျေနပ်မှုဖြစ်နေတဲ့ချိန်မှာစိတ်ဟာစိတ်ရိုင်းပဲအဲ့ဒါဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဘယ်လိုနေတာတော့နော်စိတ်ရိုင်းဖြစ်လိုက်စိတ်ယဉ်ဖြစ်လိုက်ဒီလိုဖြစ်တယ်ဘယ်ဟာကဖြစ်များမထင်တော့စိတ်ရိုင်းဖြစ်နော်စိတ်ကဟိုလိုကြီးတိတာထင်ရှားတဲ့အရိုင်းမျိုးကြီးမဟုတ်အောင်တောင်မှအတွင်းထဲမှာကြိတ်ပြီးတော့ရိုင်းနေတာမျိုးပေါ့ဟုတ်လားအဲ့ဒါကဘာကိုရှင်ညွှန်းတာတော့မသိမှုပေါ့နော်မသိမှုထင်အားတွေးပြီးတော့ဒီတိုင်းအကျိုးမဲ့နေနေတာဟုတ်လားဒါခံစားလို့ရမှာပါနော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့စိတ်ရိုင်းလို့ရှိရင်မကောင်းတဲ့အကျိုးကိုသူလုပ်မယ်စိတ်ယဉ်တယ်ဆိုရင်ကောင်းတဲ့အကျိုးကိုသူလုပ်မယ်ဒါကြောင့်မြတ်စွာဘုရားကစိတ်တံဘိက္ခဝေအတ္တံတအကုတ္တအရခိတံအတ္တဝုတ္တမဟာတောအနတ္ထယတံဝတ္တတိမဆုံးမလို့မရင်ကြီးတဲ့လုံခြုံအောင်လုပ်မထားတဲ့ကာကွယ်ဆောင်ရှောက်မှုမပြုတဲ့စောင့်စည်းမှုမရှိတဲ့ဒီစိတ်လောက်တတ္တဝါတွေရဲ့အကျိုးမဲ့ကိုလုပ်နိုင်တာမရှိဘူးတတ္တဝါတွေရဲ့များစွာသောအကျိုးမဲ့ကိုမဆုံးမဘဲနဲ့ပြစ်ထားတဲ့ဒီစိတ်ဟာအများကြီးလှုပ်လိုက်မယ်လို့အဲ့လိုဟောဟုတ်လားစိတ်တံဘိက္ခဝေဒန္တံဂုတ္တရခိတံတဝုဒ္ဓမဟာတောအဋ္ဌာယတဝတ္တတိနောက်ဆုံးမထားတဲ့လုံခြုံအောင်လုပ်ထားတဲ့နောက်တတိနဲ့စောင့်ရှောက်ထားတဲ့နောက်ဒီလိုစိတ်မျိုးကတော့ယဉ်ကျေးတဲ့စိတ်ကတော့မဟာတောအဋ္ဌာယတဝတ္တတိအလွန်ကြီးမားတဲ့ကောင်းကျိုးကိုဆောင်ရွက်နိုင်တယ်အဲ့တော့အကျိုးမဲ့ကိုလုပ်တာလည်းဒီစိတ်ပဲအကျိုးရှိတာကိုလုပ်တာလည်းဒီစိတ်ပဲသို့တော့ဒီစိတ်ဆိုတဲ့နေရာမှာကွဲပြားမှုတော့ရှိတယ်နော်မကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမကောင်းတဲ့စိတ်
မဖြစ်အောင်ကောင်းတဲ့စိတ်ဖြစ်အောင်ဘယ်လိုလုပ်မလို့တနည်းအားဖြင့်မကောင်းနေတာကြီးကိုကောင်းသွားအောင်ရိုင်းနေတဲ့စဉ်ကိုယဉ်သွားအောင်စဉ်တိုင်းကတော့ချွန်းနဲ့ချတော့နော်ဒီကရမတို့ဦးဇင်းတို့တွေကတော့ဒီစိတ်ကိုဘာနဲ့လုပ်ရမှာတော့ယောနိသောမနတိကာရနဲ့လမ်းတဲ့ပေးရမှာအဲ့ဒါကအသက်ပဲနော်အဓိကအချက်ပဲဟုတ်လားယောနိသောမနတိကာရရှိရင်မကောင်းတဲ့စိတ်ကကောင်းတဲ့စိတ်ဖြစ်သွားမှာဆိုးတဲ့စိတ်ဟာနော်ကောင်းတဲ့စိတ်ဖြစ်ပြီးတော့ရိုင်းတဲ့စိတ်ဟာယဉ်တဲ့စိတ်ဖြစ်သွားမှာဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတော်ပေါင်းတော်ပေါင်းတို့ဒီယောနိသောမနတိကာရကိုအားကိုးဖို့မလိုဘူးလားလိုတယ်နော်ကံကံရဲ့အကျိုးကိုသိပြီးတော့စေတနာရဲ့စွန့်ရည်တတိကိုသိပြီးတော့စဉ်းစားဆင်ခြင်နှလုံးသွင်းခြင်းဒါခုနကတော့ထိုက်တလောက်တော့အကျေပြောလိုက်တယ်နော်အကုသိုလ်ရဲ့အခုရောနောင်မှာဆင်းရဲစေနိုင်တဲ့အစွမ်းကုသိုလ်ရဲ့အခုရောနောင်မှာချမ်းသာစေနိုင်တဲ့အစွမ်းသိပြီးတော့စဉ်းစားဆင်ခြင်ရင်ယောနိသောမနတိကာရနေသဒုက္ခအနတ္တအတုပကိုသိပြီးတော့စဉ်းစားဆင်ခြင်တတ်မယ်ဆိုရင်တော့အထွတ်အထိပ်ယောနိသောမနတိကာရစဉ်းစားကြည့်နော်မကောင်းနေတာလေးကိုကောင်းသွားအောင်ဘလို့ပြောင်းလဲပြစ်လိုက်တယ်လဲဆိုတာလေးကိုလက်တွေ့ခံစားမှုကလေးနဲ့လက်တွေ့အတွေ့အကြုံလေးရအများကြီးသိထားတဲ့ဒီယောနိသောမနတိကာရငါရဲ့မကောင်းတဲ့စိတ်ကိုကောင်းတဲ့စိတ်ဖြစ်အောင်ပြောင်းပြန်လှန်ပြစ်လိုက်တယ်လို့မျိုးသူဘလို့လုပ်ပြစ်လိုက်တယ်လဲဆိုတာကိုကိုယ့်ရဲ့လက်တွေ့အတွေ့အကြုံရသိအောင်နားလည်အောင်လုပ်ထားတဲ့နော်စိတ်ပြည့်စရာဘလောက်ကောင်းတဲ့အနေထားနဲ့ပဲတွေ့ပြီးသွားတာပဲဒါခပ်ပေါ်ပေါ်ပြောတယ်ဆိုရင်တော့ခပ်ပေါ်ပေါ်လို့လဲထင်ရင်လဲထင်ပေါ့လေသို့တော့မှန်တော့မမှန်ဘူးလားဟုတ်တယ်နော်ဘာမှသိပြီးတော့စိတ်ညစ်စရာစိတ်ပူစရာတကယ်တမ်းမရှိပါဘူးဟုတ်တယ်မဟုတ်လားကိုယ်စိတ်ညစ်လို့စိတ်ပူလို့လည်းပဲဒီအခြေအနေကြီးကဘာမှပြောင်းလဲသွားတာလည်းမဟုတ်ဘူးလေကိုယ့်ကိုအဖြေမှန်လေးရပြီးတော့အေးအေးချမ်းချမ်းနေနိုင်ရင်တတ်တာပဲတတ်တာသွားတာဘာဖြစ်သွားတာလဲကုသိုလ်ဖြစ်သွားတာပဲလေကုသိုလ်ဖြစ်လို့တတ်တာသွားတာတတ်တာလို့ကုသိုလ်ဖြစ်တာပြောတာမဟုတ်ဘူးကုသိုလ်ဟာတတ်တာလေလို့ဘုရားမဟုတ်ဘူးလားဓာတ်ရိုက်သေးချာနားလဲဖို့လိုတယ်နော်အဲ့လိုလေးစဉ်းစားလိုက်တော့စိတ်အေးသွားရောဘာလို့အေးသွားတော့ကုသိုလ်ဖြစ်လို့အေးသွားတာနော်အပရိလာဟံပူလောင်မှုမရှိဘူးအေးချမ်းမှုရှိတယ်ဟုတ်လားအနုပါယတပင်မမှုမရှိဘူးတတ်တာမှုရှိတယ်အဲ့ဒါဘာဖြစ်တော့ချမ်းသာတာပေါ့အဝိကာတံပွားပြီးတော့ဒေသနာနဲ့တောက်လျှောက်ညီးမနေဘူးလားညီးနေနော်မတည်မြဲဘူးဆိုတာကိုအမှတ်ရလိုက်တာနဲ့စဉ်းစားလိုက်တာနဲ့အဓိကတော့အဲ့ဒီအနိစ္စတစ်လုံးကိုဦးဇင်းကတော့ဦးစားပေးပြောချင်ပါတယ်နော်အရာအလုံးကိုသူနဲ့နော်ကြော်ဖြတ်သွားနိုင်လို့ရှိရင်ဘာမှအဆင်မပြေစရာမရှိဘူးကိုယ်စိတ်ထဲမှာအဆင်ပြေမှုပဲလာမယ်သူ့ကိုအားကိုးဖို့ပုံပြီးတော့အားကိုးဖို့လိုတယ်နော်မြတ်စွာဘုရားဟောတာရှိတယ်နော်တရသီးခိုင်ကြီးနော်အညာမှာပြုတ်ပြီးတော့တိုးလောင်းကြသေးနေနောက်သူ့ရဲ့အရင်ကအညာစားဖြတ်ချလိုက်မယ်ဆိုရင်အခိုင်လိုက်အပြုတ်လိုက်အောက်အကုန်ပြုတ်ကျသွားမယ်ဟုတ်လားအဲ့လိုပဲအနိစ္စတင်ညာလာရှိမယ်ဆိုရင်မကောင်းတာတွေအကုန်လုံးဘုံနဲ့အကုန်လုံးပြုတ်ကျသွားမယ်အနိစ္စတင်ညာဟုတ်လားဘာပဲတွေ့ရဘာပဲကြုံရအပေါ်ယံအဖြစ်တော့ဒီဥစ္စာတွေကိုဘယ်လိုထင်နေတာကောင်းတယ်လို့လည်းထင်ကောင်းထင်ပဲမကောင်းဘူးလို့လည်းထင်ကောင်းထင်ပဲထင်စရာတွေလည်းရှိနေတာဟုတ်လားသို့တော့သူ့ထက်နည်းနည်းတဲ့အမြင်မှန်အဲ့ဒါပါလေတော့သူကောင်းတယ်ပဲပြောဆိုးတယ်ပဲပြောပြီးရတာပဲလေဇူးမထိန်းထားလို့ရတဲ့ကိစ္စမှမဟုတ်ပဲနဲ့ဟုတ်တယ်မဟုတ်လားဒီဥစ္စာကောင်းနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့ဒီပြီးသွားတဲ့အချက်နောက်ထပ်အသစ်ဖြစ်လာတယ်ပြီးသွားတယ်နောက်ထပ်အသစ်ဖြစ်လာတယ်ပြီးသွားတယ်ဒါကတကယ်နဲ့တီးမယ်ဆိုရင်တွေ့ကြုံလာတဲ့လောကဓာတ်အကောင်အဆိုးအမျိုးမျိုးအခြေအနေအမျိုးမျိုးကိုဒီဟာနဲ့ပဲဒီဉာဏ်နဲ့ပဲဖြည့်ရှင်းသွားလို့မရဘူးလားရတယ်အဲ့ဒီဉာဏ်ကိုဘာပြောတော့ယောနိသောမနတိကာရအလွတ်နဲ့ကျဲနော်ယောနိသောမနတိကာရဟုတ်လားဒါကြောင့်ပေးတော်ပေါင်းတော်ပေါင်းတို့ဒါလေးကိုကိုယ်ကလက်တွေ့အသုံးချပြီးတော့ကိုကောင်းတဲ့ကောင်းအောင်ကြိုးစားသွားရမှာချမ်းသာတဲ့ချမ်းသာအောင်ကြိုးစားသွားရမှာတယောက်ကိုတယောက်ချမ်းသာအောင်ဘယ်သူမှလုပ်ပေးလို့မရဘူးနော်အသီးသီးကိုယ့်ကိုပဲလုပ်ကြရတာဒါကြောင့်ကိုဟာချမ်းသာအောင်လုပ်ပေးရမယ်တာဝန်ရှိတယ်ဆိုတာကိုလုံးဝလက်ခံထားဖို့လိုအပ်တယ်ဘယ်သူမှသွားမမျှော်မှန်းနဲ့နော်ဘယ်သူမှလည်းစေနာရှိလို့မေတ္တာရှိလို့လုပ်ပေးခြင်းပါတဲ့ဟဲ့ဆိုရင်တော့လုပ်ပေးလို့ရတဲ့ကိစ္စမဟုတ်ဘူးဘာမှလုပ်ပေးလို့မရအောင်ဟုတ်လားအဲ့တော့သူလဲသူလုပ်ကိုလဲကိုယ့်ကိုလုပ်ဟုတ်လားဒါကြောင့်ကိုယ့်ကိုထိရအောင်လုပ်နေဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဒီကနေ့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်စိတ်ဓာတ်ခွန်အားဖြစ်ဖို့နော်အသုံးချဖို့အတွက်နီလန်းလေးတွေပို့ပြီးတော့ကြည်ကြပြန့်စဉ်းစားမိဖို့အတွက်ရည်ရွယ်ပြီးတော့ဒါဘုံဘုံတို့ပြောတာပါနော်အဲ့ဒါဘယ်နှချက်ဦးဇင်းပြောလိုက်တဲ့အကြောင်းအရာတွေထဲမှာအဓိကအချက်ဘယ်နှချက်ရှိမလဲလို့မေးရင်ပထမဂါထာအရ2ချက်တွေ့ရတယ်အတ္တနာသောတရတနာကိုသောတကတက်ပါပဋိမန္တိထအတ္တနာကိုအဖြေမှန်သိအောင်အခြေအနေမှန်သိအောင်စုံစမ်းမှာဒါအဓိကထာရဲ့အဓိကအချက်2ချက်လောက်ရမယ်နီလန်းပါနော်ကိုသောတကတက်ပါကိုစုံစမ်းမှာနောက်တတိယဂါထာယဘာပြောတော့ယောနိသောမနတိကာရသူအဓိကပဲဟုတ်လားတင့်လျောက်ပတ်မှန်ကန်တဲ့အကြောင်းဒီလများဖြင့်စဉ်းစားဆင်ခြင်နှလုံးသွင်းခြင်းဆိုတဲ့ယောနိသောမနတိကာရဖြင့်ကိုယ်စိတ်ကိုဆုံးမရမယ်ကျင်လေကျက်စားခြင်းတိုင်းကျင်လေကျက်စားခဲ့တဲ့အကျိုးမဲ့တွေကိုဖော်ဆောင်ခြင်းတိုင်းဖော်ဆောင်ခဲ့တဲ့ဒီစိတ်ကို
ဒီကနေ့ကစပြီးတော့ငါဆုံးမမယ်ဘာနဲ့ဆုံးမမလို့ယောနိတော်မနတိကာရနဲ့ဆုံးမမယ်၃ချက်ပေါ့နော်စောရကတက်ပါစုံစမ်းပါယောနိတော်မနတိကာရရှိပါဒါပဲနော်လူရင်းအဲ့ဒါပဲနော်ပြန်ပြောမယ်နော်စောရကတက်ရမယ်စုံစမ်းရမယ်ယောနိတော်မနတိကာရရှိရမယ်အဲ့မှာစောရကတက်ပါကရှိရအရေးကြီးတာလေးကမမေ့နဲ့နော်ကိုဆိုတာပါအောင်သိလားသူများသွားစောရကတက်ရံဖြစ်ရမှာဘယ်တော့မှငြိမ်းအေးမှာမဟုတ်ခုလူတွေကဘာလုပ်နေလဲအမြဲတမ်းရံဖြစ်နေတာသူများပဲစောရကတက်နေမင်းတို့ဒီလိုလုပ်တာကောင်းလားမင်းတို့ဘာသိလို့ဘာနာရှုပ်ပွားနေဟုတ်လားခုဘာလုပ်နေကြတယောက်စောရကတက်နေကြတာဟုတ်လားတကယ်ဘယ်သူ့ကိုတက်ရမှာတော့ကိုစောရကတက်ရမှာနော်ဒါကတကယ်ငြိမ်းအေးခြင်းရဲ့အကြောင်းပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့သိတော်မူမြင်တော်မူတဲ့ဉာဏ်ကြီးအမြင်နော်အလွန်အံ့ဩစရာကြည်ညိုစရာရှိတယ်ဆိုတာလေးကိုလည်းပဲစဉ်းစားပြီးတော့လက်တွေ့အသုံးချခြင်းအဖြစ်မြတ်စွာဘုရားကျေးဇူးကိုဆက်နိုင်မှုမလိုဘူးလားလိုတယ်နော်ဒါအသုံးချကြည့်မှလည်းပဲနောက်ကောင်းကျိုးကိုခံစားရမှာအဲ့ဒီကြမှာလည်းပဲတန်ဖိုးရှိမှသိမှာနော်နောက်တစ်စုံတစ်ယောက်ကစားတယ်တစ်ခုခုပေးတယ်ကျေးဇူးတင်လိုက်တာဒါပဲစားမကြည့်ပဲနဲ့အပေါ်ရန်လေးလောက်နဲ့ကျေးဇူးတင်တာလည်းတင်မှာပါပဲဟုတ်လားစားကြည့်ပြီးတော့တကယ်ကောင်းတာပဲတကယ်ကိုအားရှိတာပဲတကယ်ကိုပဲလူကိုနော်ယောဂဗျာကာကွယ်ပြီးတော့သူ့ရဲ့စွန့်ရည်တတိတကယ်ခံစားလို့တကယ်ကြိုက်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာတင်တဲ့ကျေးဇူးကပို့ပြီးတော့လေးနေမှုမရှိဘူးလားမြတ်စွာဘုရားကိုကျေးဇူးတင်တယ်ဆိုတာအဲ့ဒီတိုင်းပဲဟုတ်လားမြတ်စွာဘုရားပြောခဲ့တဲ့နီလန်းတွေကိုအသုံးချကြည့်မှအကျိုးခံစား권ရမှာအဲ့ဒီကြတော့မှမြတ်စွာဘုရားကိုတကယ်တန်ဖိုးထားမှာနော်မြတ်စွာဘုရားတရားတော်ကိုတကယ်တန်ဖိုးထားမှာနော်အဲ့တော့တကယ်လုံးမကြည့်ရင်တကယ်မသိနိုင်ဘူးတကယ်မသိရင်တကယ်မခံစားရဘူးတကယ်မခံစားရရင်ပြောနေတာတွေဟာအပေါ်ယံဖြစ်မယ်ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့နောက်ကိုကောင်းတဲ့ကောင်းအောင်ကြိုးစားကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောလိုက်တာနောက်တနာရီတောင်နဲ့ဆွမ်းပါနော်အဲ့တော့ဦးဇင်းတို့အဓိကကြတဲ့စကားလုံး၃လုံးမမေ့နဲ့နော်ကိုစောရကတက်ပါကိုစုံစမ်းမှာယောနိတော်မနတိကာရရှိပါဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီမြတ်စွာဘုရားရဲ့ဒေသနာတော်များနဲ့အညီဆွမ်းအားရှိသမျှကြိုးစားအထောက်ပြီးတော့နောက်ဆုံးမဲ့ဉဏ်ဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့နောက်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ဉဏ်ဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း